မင်္ဂလာပါ Shalom Channel မှာကြိုဆိုပါရစေ။ဖျားသခင်၏နှုတ်ကပတ်တော်အဖြစ်အတူတကွခွန်အားယူကြရန်ဖိတ်ခေါ်အပ်ပါသည်။ Subscribe လုပ်ပေးကြဖို့လည်းတောင်းဆိုချင်ပါတယ်။ကျေးဇူးတင်ပါတယ်။ ကိုဘရနန်အောင်တို့အရန်ကောင်းတယ်เนาะဒီမှာခဏနေကြလဲပြန်ဆိုမယ်เนาะနောက်ဆုံးဇမမိုင်ဆန်းဥဆောင်တဲ့တခြင်းပြန်ပြီးတော့ကိုးကွယ်မယ်ဆိုတော့တကယ်အရေးကြီးတယ်เนาะအသင်းတော်ဟာမိုနီဖြစ်ဖို့အရေးကြီးတယ်ဝိညာဉ်ကောင်းဆောင်ကတန်ရှင်သောဝိညာဉ်တော်ကို focus လုပ်မယ်လို့ပြောတယ်เนาะworship တင်းတွေကတခြားတခြင်းတွေဆိုရင်ဟာမိုနီမဖြစ်ဘူးเนาะကြောင့်တန်ရှင်သောဝိညာဉ်တော်နဲ့ပတ်သက်တဲ့ဟာကိုကျွန်တော်တို့ focus လုပ်ရမယ်ဝိညာဉ်ကောင်းဆောင်ကဘာပြောတယ်လဲဆိုတာကျွန်တော်တို့ catch လုပ်နိုင်ဖို့လိုတယ်အာမင်ဆရာကျွန်တော်တို့အသင်းတော်ဒီဓာတ်မှာတန်ရှင်သောဝိညာဉ်တော်နဲ့ကျွန်တော်တို့သွားလာမယ်ဝိညာဉ်တော်ကိုနော်ဦးစားပေးမယ်အာယုံစိုက်မယ်ဆိုတဲ့အတိုင်းပဲနော်ဝိညာဉ်တော်နဲ့ပတ်သက်ပြီးကျွန်တော်၃ဘတ်ဒီနေ့နဲ့ဆို၃ဘတ်ပေါ့ပထမတစ်ဘတ်ဘာဟောလဲမှတ်မိပါသလားဘာကြောင့်ဟောလဲဝိညာဉ်တော်ကကူညီမယ်ဘာကူညီမလဲဆူတောင်းခြင်းမှာကူညီမယ်လာရောကူညီလားဒီလာတဲ့မှာအတွေ့အကြုံရှိလားဝိညာဉ်တော်ကကိုယ်ကူညီလားကိုယ်ပဲဝိညာဉ်တော်ကိုကူညီကြလားနော်ဆိုတော့နောက်ပြီးနံပါတ်2ဒုတိယဘတ်မှာဘာကူညီတယ်လဲပြောလဲဝိညာဉ်တော်ဘာကူညီလဲတမာတရားကိုတွင်တင်ပြီးတော့အဲ့တမာတရားတိုင်းလက်တွေ့လိုက်လျှောက်နိုင်ဖို့အတွက်ကူညီတယ်ဆိုတော့ကျွန်တော်အဲ့ဒါပြောပြခဲ့တယ်ဟုတ်ပြီဒီတတိယပတ်သူတို့ကဖတ်ရအောင်တန်ရှင်တော်ဝိညာဉ်တော်ကျွန်တော်တို့ဘာကူညီလဲနော်တမန်တော်ဝတ္ထုခန်းကြီး8အငယ်20 21ကိုစံမီလေးဖတ်စီကြပါမယ်တမန်တော်ဝတ္ထုခန်းကြီး8အငယ်20ကနေပြီး21အားလုံးတွေ့ရင်အတူတကွပုံမှန်လေးဖတ်စီကြတယ်တနေ့သုံးထိုအခါပေတရုကတင်းဒီဖျားသခင်ဤကောင်းကြီးလက်ဆောင်ကိုငွေအားဖြင့်ဝယ်ယူနိုင်သည်ဟုထင်မှတ်သောကြောင့်တင်းဤငွေသည်တင်းနှင့်အတူပျက်စီးပါစေတင်းဤစိတ်နှလုံးသည်ဖျားသခင်ဤရှေ့တော်၌မမှန်ကန်သောကြောင့်တင်းဒီဤအမှုအရာ၌ပါဝင်ခွင့်မရှိတင့်ဝေစုလည်းမရှိဟုတ်ပြီကျွန်တော်နောက်ကလိုက်ဆိုပါတင်းဤစိတ်နှလုံးသည်ဘာလဲဘယ်အရာလဲစိတ်နှလုံးဘသူရှေ့မှာမမှန်ကန်တာလဲဖျားသခင်ဤရှေ့တော်၌မမှန်ကန်သောကြောင့်ဘယ်မှာမမှန်ဘူးလဲဖျားရှင်ကြောင့်တင်းသည်ဤအမှုအရာ၌ဘာလို့ခွင့်မရှိဘူးလဲပါဝင်ခွင့်မရှိဘူးတဲ့နောက်ဘာလဲမရှိတော့ဘူးလေတင်းဝေစုလည်းမရှိဘူးဘာမမှန်လို့လဲစိတ်နှလုံးမမှန်လို့အဲ့ဒါဘသူကြောင့်ရေးထားတာလဲဆိုတော့ရှီမုန်ဆိုတဲ့နတ်ဆရာတယောက်ပြောင်းလဲလာသူ့ရဲ့ background ကမယုံကြည်သူနတ်ဆရာအောက်လန်းဆရာသူလေအစွမ်းစားတွေအများကြီးပြတယ်ဒါပေမဲ့တနည်းကြတော့တမန်တော်တွေရဲ့နော်ဖိလိပ္ပုရဲ့တရားဟောချက်ကိုကြားပြီးတော့နမိတ်လက္ခဏာတွေဖြစ်တာမြင်သူ့တက်တကူကြီးတဲ့ဖခင်ရဲ့တကူတော်ကိုမြင်ပြီးသူကပြောင်းလဲသွားတယ်နောက်တကပေတရုတို့ဖွဲ့ရောက်လာတော့ပေတရုတို့ကလက်တင်တဲ့ကဝိညာဉ်တော်ဆင်းသက်ပြီးတော့ကျွန်တော်ဘာစကားပြောနော်နာယောဂတွေညိနမိတ်လက္ခဏာတွေပြောသူအရန်သဘောကျတော့မယုံကြည်သူ background နတ်ဆရာ background ဖြစ်တဲ့သူ့အတွေးခေါ်လဲအဲ့ဒါတွေကနေလာတာဟုတ်သူကငွေထုတ်ကြီးပိုက်ပြီးတော့ရောက်လာဒီမှာ तू ကဘိသိက်ကိုလိုချင်တာပဲအဲ့တကူကိုလိုချင်တာပဲဖခင်ရဲ့တကူတော်ကိုစာငတ်တာပဲဒါပေမဲ့စာငတ်တာကောင်းပေမဲ့နှလုံးသားမှားသွားဖခင်ရဲ့တကူတော်ကိုလိုချင်တာမှားလားမမှားပါဘူးဒါပေမဲ့ဖခင်သခင်ရဲ့တကူတော်ကိုလိုချင်တာမမှားပေမဲ့လိုချင်တဲ့ပုံစံရချင်တဲ့ပုံစံကမှားသွားတော့အဲ့တော့နဲ့ဒီမှာပြောလဲဆိုတော့ရှေပေတိပြောတာရမ်းကောင်းတယ်နော်တင်းရဲ့နှလုံးသားဖခင်ရဲ့အရှိမမှန်လို့တဲ့ဤအမှုမှာပါဝင်ခွင့်မရှိဘူးတဲ့ချို့တော်သူတွေဘုရားသခင်ရဲ့ mission ဘုရားသခင်ရဲ့ vision ရှိတယ်ပါခြင်းလားပါခြင်းတာပေါ့ဒါပေမဲ့ပြဿနာပါလဲဆိုတော့နှလုံးသားမမှန်ရင်ပါခွင့်မရှိဘူးပါခြင်းတိုင်းအမှုတော်မြတ်ဆိုတာနော်ကျွန်တော်တို့ဒါဟိုငငယ်တုန်းကကစားသလိုစိန်ပြေးတဲ့ကစားတာမဟုတ်ဆရာမွန်တော်ကလည်းပြောတာငပိခွဲတန်းချတာမဟုတ်နော်အလားချင်းလာလို့က तू ကနှလုံးသားမမှန်ရင်တဲ့တချို့ကိစ္စတွေမှာကျွန်တော်တို့ပါခွင့်မပေးဘူးဖေ။နောက်ပြီးတော့ကျွန်တော်နဲ့ပတ်သက်တဲ့ကောင်းချီးမင်္ဂလာတွေဘိတ်သိက်တွေအောင်မြင်ခြင်းတွေအဲ့ဝေစုလည်းမရှိဘူးတဲ့။ကြောက်ကိုနာမည်ကိုဝေစုကိုဘုရားသခင်ရဲ့ mission ထဲမှာပါခြင်းနဲ့ဆိုရင်ဘာမှန်ဖို့လိုတာလဲ။ပြောပါနှလုံးသားမှန်ဖို့လိုတယ်။ကဲတော့နှလုံးသားမှန်ဖို့လိုတယ်ကျွန်တော်တို့ကားတွေလေကားတွေ alignment မမှန်ရင်တော့မောင်းလို့ကောင်းလားမကောင်းတော့ကား alignment မမှန်ရင်ကားမငြိမ်ဘူးလေနော်ဘိန်းတွေ alignment မှန်ရောက်ကျွန်တော်သွားပြီးတော့နော်တာယာတွေချိန်နော်ဝိုင်းချိန်တဲ့ကမှာတာယာတွေနော်ကျွန်တော်စစ်ကားတွေ alignment ချိန်ရတယ်ဘာလို့ alignment ကောင်းရင်တခါလေ CI နောက်ကင်စရာမဟုတ်တော့သွားတယ်လေမင်း alignment ပိုင်ရင်ကားတအားခါတယ်သိတာကျွန်တော်နှလုံးသားမမှန်ရင်လေကျွန်တော်ဘဝခါတယ်ဘဝမငြိမ်ဒါဆိုရင်ဒီနေ့ကျွန်တော်တို့မေးခွန်းကဘာလဲဆိုတော့
ကျွန်တော်နှလုံးသားကိုဘလို့မှန်အောင်လုပ်ကြမလဲဒီနှစ်ပတ်တွေမှာကျွန်တော်နော်စီရတော့တဲ့လမ်းမှာကျွန်တော်ဒီကနေပြီးတော့9ရက်လောက်ကားမောင်းကြကျွန်တော်ပြောတယ်ဂျွန်နသန်ရဲ့မင်္ဂလာဆောင်မှာ9မိနစ်တရားဟုတ်ဖို့9ရက်ကားမောင်းလာတယ်လို့နော်9ရက်လောက်ကျွန်တော်ကားမောင်းကြတယ်နော်ဒီကနေ့တိုင်းကားမောင်းတာနေ့တိုင်းတချို့နေ့တွေဆိုညမိုးချုပ်တီကျွန်တော်မောင်းကြတယ်နော်ပြီးတော့ကျွန်တော် RV ကားလည်းအကြီးနော်ကျွန်တော်ပထမဆုံးအတွေ့အကြုံဆိုတော့နော်မှာကိုဂျိုးနဲ့ဆရာဂျွန်နသန်လည်းစူးစမ်းပြီးမောင်းရှာပါတယ်သူတို့လည်းနော်ဆိုတော့အဲ့ဒါနဲ့စူးစမ်းမောင်းတော့ကားအကြီးတော့အရင်မောင်းလို့မရဘူးနော်ဆိုတော့ကားအရင်လည်းပြီးတော့အရင်မော်ဒယ်အမြင့်လည်းမဟုတ်တော့အဟောင်းဆိုတော့ကျွန်တော်လည်းစူးစမ်းပြီးမောင်းတယ်ဒါပေမဲ့ခီးမရောက်ဘူးနော်ကားအတန်မဲချေတယ်ခီးမရောက်ဘူးနော်နောက်တကပထမနေ့သွားတဲ့နေ့ဆိုရင်ပို့ဆိုးတာဘာလဲဆိုတော့အဲ့ကားထဲမှာမီးဆက်ပြတ်တယ်မီးဆက်ပြတ်တော့ကားတော့သွားပြင်မဲ့အထက်မှာ air con ပေးတဲ့ system ကအဲ့မီးဆက်နဲ့သွားတာဆိုတော့မီးမရဘူးမီးမရတော့ပူတာမှနော်ကျွန်တော်တို့ကအမေရိကရောက်ပြီးမီးပြတ်နေတဲ့ဖွဲ့ထဲမှာပါတယ်တော်ဆိုးတာနော်အတဲတဲမှာပြဿနာကြုံတော့ဟာဂျက်တောင်တွေခတ်နော်တခါတည်းအဲ့ရောက်တဲ့နေရာထဲမှာနော်ရေခဲတွေဝယ်တော့နော်ဟိုပန်ကာတွေဝယ်နော်ပန်ကာတွေဝယ်ပြီးတော့ဟိုဘက်တော့နှလုံးလောက်အလိုထားတော်ကိုအချင်းနေဆိုတာနော်အမေရိကမှာရောက်ပြီးဘဝတွေတော်တော်လေးဆိုးတယ်အဲ့ဒါနဲ့ကျွန်တော်လည်းမထူတော့ဘူးငါတို့ဒီတိုင်းဆက်သွားရင်မလွယ်ဘူးဆိုတော့အဒန်ဗာမှာနော်သွားပြင်တဲ့လူသွားလို့တော့ခဏလေးတနာရီအတွင်းမှာသူလည်းပြင်ပေးလိုက်တော့ကောင်းသွားတော့ဟိုဘက်တော့တော်တော်ကောင်းသွားတာပေါ့လေနော်ဆိုတော့ရောက်ကျွန်တော်တခါတလေကြာရင်နော်အပြင်ပန်းကြည့်တော့ကားကြီး RV ကားကြီးသူများအားကြစရာကြီးအထက်မှာချွေးပြန်နေတဲ့ဘာတွေရှိတယ်ကျွန်တော်လည်းရက်ခွန်ရတော့နော်ဩငါတို့နှလုံးသားမမှန်လို့နော်ကားကောင်းစားကြီးစီးပြီးကားကြီးစီးပြီးတော့နော်ထောင်နဲ့ချီဒေါ်လာတစ်လောင်းချီငားပြီးတော့ရက်တောင်ခတ်နေရတဲ့ထဲမှာနော်ဆိုတော့တခါတည်းရက်တောင်ခတ်ပြီးတော့တခါတည်းကျွန်တော်ဆိုရင်နော်ဟိုလမ်းလျှောက်ပြီးသွားကြည့်စိတ်တောင်ပေါက်သွားတာနော်အဲ့လောက်ထိဆိုတာဆိုတော့ဒီကိုယ်နှလုံးသားကိုဘယ်လိုမှန်အောင်လုပ်ကြမလဲနော်ယေမိအနာဂတိကျမ်းခန်းကြီး19အငယ်9စံမီလေးဖတ်ရအောင်လူရဲ့နှလုံးသား original နော်နှလုံးသားကဘယ်လိုလဲကျမ်းစာကဒီလိုပြောလဲအလုံးဖတ်ရအောင်1 2စိတ်နှလုံးသည်အရာအလုံးထက်ဆင်းလဲ၏ကုသ၍မရသောယောဂဖြစ်၏စိတ်နှလုံးသဘောကိုမိသူနားလည်နိုင်တယ်ဒီမှာစံမီပြောတာအငယ်9ပဲထိုးတာအောင်စိတ်နှလုံးကအားလုံးထက်ဆင်းလဲတယ်ဆိုတာကဟိုကျမ်းစကားနဲ့လှောင်ရေးတာကောက်ကျစ်တယ်တဲ့နော်အဲ့တဲ့ဟိုခေတ်စကားမှာရုပ်မာတယ်မိုက်ရိုင်းတယ်တဲ့နှလုံးသားနော်တော်ကြောက်စရာကောင်းတယ်တဲ့နှလုံးသားအရာအားလုံးထက်တယ်အရာအားလုံးထက်ဟုတ်လားနော်အဲ့တော့ဒီမှာကြည့်ဘာယောဂလဲကုသ၍မရသောယောဂဖြစ်ဒါဆိုရင်ကျွန်တော်နှလုံးသားစိုးတယ်ဆိုတာကဘာမရတဲ့ယောဂလဲကုသလို့မရတဲ့ရောက်နှလုံးသားဆိုးတဲ့သူတွေဒီခါလေးနှလုံးသားဆိုးတဲ့သူတွေခင်ဗျားတွေ့ရင်လေအဲ့ဒါကကုသလို့မရတဲ့ယောဂကျွန်တော်တို့တချို့သောနှလုံးသားတွေကိုကောင်းလာမလားလို့ကုသပေးဘူးတယ်လုံးဝမရဘူးကြောက်ကိုယ်နှလုံးသားကိုကောင်းအောင်ပြုပြင်တာကဘာနဲ့တူလဲဆိုတော့ကုလို့မပြောက်တဲ့ယောဂကိုကုတာနဲ့တူတယ်နော်တခါတလေလေးကောင်းတယ်လို့တော့ရှိမယ်တခါလေးထထဖောက်တယ်နော်တခါတလေပျောက်တယ်လို့တော့ရှိနေကောင်းတယ်လို့ကျမ်းမာတယ်လို့ကုလို့မရဘူးတဲ့အဲ့ယောဂကြောင့်နှလုံးသားယောဂါကိုခင်ဗျားကြိုက်တဲ့ဟာနဲ့ကိုစာအုပ်တွေဖတ်စာပေတွေဖတ်ဟိုတခါလဲစာတွေသင်နော်ဟိုဗာလဲကောင်းတဲ့ကျောင်းတွေတက်ပတ်ဝန်းကျင်တွေပြောင်းလူတွေကိုကောင်းတဲ့သူတွေနဲ့ပေါင်းနော်ဟိုပုံစံမျိုးစုံပတ်ဝန်းကျင်မျိုးစုံခင်ဗျားဘယ်တော့ပဲပြောင်းအဲ့နှလုံးသားဟာကျမ်းစာကပြောတယ်ကုလို့မပြောက်တဲ့ယောဂါအတော့မှကုလို့မပြောက်ဒါဆိုရင်စဉ်းစားကြည့်နှလုံးသားမမှန်ရင်ဝေစုမရဘူးဆိုတော့ကျွန်တော်တို့ကနှလုံးသားမှန်ခြင်းတယ်ဟုတ်တယ်မနှလုံးသားမမှန်ခြင်းတဲ့လူရှိလားအားလုံးနှလုံးသားမှန်ခြင်းတယ်မလားအမတခါတလေတစ်ပတ်နှစ်ပတ်တော့မှန်တယ်လို့ဖြစ်ပေမဲ့ကုလို့မရတဲ့ယောဂပြန်ပေါ်လာတယ်နော်တခါတလေတစ်ပတ်နှစ်ပတ်တော့အရာကောင်းတဲ့သူတော်ကောင်းလုံးနှလုံးသားဖြစ်ပေမဲ့နောက်နှစ်ပတ်ကျတော့သူ့ရဲ့ရက်လွန်တော့ expire date ရောက်တော့နှလုံးသားကုတဲ့မယောဂပြန်ထလာအောင်နော်ကျွန်တော်တို့uric acid များတဲ့ဝေဒနာလိုပဲမဲ5-6ရက်ကတော့ဟုတ်နေတာပဲနောက်နေ့မှတော့ထိုင်လမ်းလျှောက်လို့မရတော့ဟိုတစ်ပတ်ကတော့အကောင်သူကောင်းသွားပြီပဲဆိုကောင်းသွားပြီအရင်မမျောလင်းတော့နောက်နေ့ကျတော့ထားလို့မရပြန်အောင်တခါလေကျရင်နော်ကိုမဖြစ်ဘူးရင်အဲ့ဒီ uric acid ပြလို့ခြေထောက်နာတဲ့ဟာလေဟန်ဆောင်နေတယ်လို့ပဲဒီကောင်အလုံးမလုံးချင်လို့များနားချအောင်စောင်းတာလားမသိတကယ်ပြောတာနော်ဒီလောက်ရုပ်ကြည့်တော့အရင်မာကြီးမနေ့ကလည်းအကောင်ကြီးမနေ့ကတော့ဘောလုံးကန်သေးတယ်ဒီနေ့ကျတော့ထားလို့မရတော့ဒီကောင်ဟုတ်ရဲ့လားဆိုအဲ့လိုထင်နိုင်စရာအဲ့ဒါကအပြင်ယောဂပဲပျောက်လိုက်ပြန်ပေါ်လိုက်ပျောက်လိုက်ပြန်ပေါ်နှလုံးသားလည်းအဲ့လိုပဲချို့တော်တွေတခါလေးကြည့်လိုက်ရင်အမလီကောင်းကင်တမန်အောင်ရှုံးရတယ်အရာနှလုံးသားကောင်းတာနောက်နှစ်ပတ်လောက်ကျတော့နတ်ဆိုးကအဖေပြန်ခေါ်ရတယ်ဟုတ်လေကုလို့မရတဲ့ယောဂပြန်ပေါ်လာတယ်နော်တယောက်ကျွန်တော်တို့ချမ်းသာပြောအားလုံးတဲ့ဆင်းလဲပြီးအဲ့နှလုံးသားဘာဖြစ်ပြယောဂလဲကုသ၍မရတော့ယောဂနောက်ကအောက်မှာစိတ်လုံးသဘောကို
ဘယ်သူနားလည်နိုင်လဲဘယ်သူမှနားမလဲကိုတခါတည်းတခြားလူမျိုးတခြားလူနှလုံးသားကြီးရှောက်မပြောနဲ့ကိုယ်နှလုံးသားကိုတော့နားမလဲနော်ကိုအထရာဆောင်းလိုက်ရိုက်လို့မရဘူးဓာတ်မှန်လည်းရိုက်လို့မရဘူးကောင်းလိုက်မကောင်းလိုက်နော်တခါတလေတချို့ကိစ္စတွေမှာအရာစိတ်ရှည်တချို့ကိစ္စလေးမှာဘာမှမဟုတ်တာနဲ့ပောက်ကွဲခြင်းတယ်နော်ဆိုတော့ကိုယ်နှလုံးသားကိုတော့နားမလဲနော်အငယ်30ကိုဖတ်ကြည့်အောင်အငယ်30ဖတ်ကြည့်အောင်ငါထာဝရဘုရားသည်လူအသီးသီးတို့ဟာ မိမိတို့ပြုမှုကျင့်ကြံသည့်အတိုင်းမိမိတို့လှုပ်ဆောင်မှုအသီးအပွင့်အတိုင်းပေးဆိုင်ရန်လူတို့၏စိတ်နှလုံးကိုစစ်ကြောတတ်၏အတွင်းတဘောကိုစစ်ဆေးတတ်၏အဲ့တော့ဘုရားသခင်ကတဲ့လူအသီးသီးကိုရိတ်သိမ်းဖို့အတွက်ဘာလုပ်လဲဆိုရင်သူတို့လှုပ်တဲ့အလုပ်ကိုမစစ်ဘူးတဲ့သူတို့ရဲ့စိတ်နှလုံးကိုပဲစစ်တယ်အတွင်းတဘောကိုပဲစစ်ဆေးတယ်ကြည့်နော်တချို့ကလှုပ်တာအရန်ကောင်းတယ်ဒါပေမဲ့နှလုံးသားမိုင်းလဲဘာမှမရလှုပ်ရတော့ကောင်းတယ်အမှုတော်ဆောင်နေတယ်နှလုံးသားအမှုတော်ဆောင်တဲ့ကမှာမှန်ကန်တဲ့နှလုံးသားမဟုတ်တော့လှုပ်လို့မရကြောက်ကောင်းတာလှုပ်တာမလှုပ်တာတဲ့နှလုံးသားကောင်းသလားဆိုတာဘုရားကကြည့်တယ်တဲ့အဲ့ဒါကိုကြည့်ပြီးမှနော်3ယောခန်းကြီး1ငယ်နဲ့မှလဲစိတ်နှလုံးကောင်းစားတဲ့ကဲ့သို့တင်သည်အရာရာ၌ကောင်းစားခြင်းနဲ့ကျမ်းမာခြင်းရှိမိကြောင်းငါဆုတော့အပြစ်မှာအားလုံးကောင်းလာဖို့အတွက်ဘာအရင်ကောင်းဖို့လိုတာလဲစိတ်နှလုံးကောင်းဖို့လိုတာကဲဒါဆိုရင်ပြဿနာပါလို့ကျွန်တော်တို့စိတ်နှလုံးကကောင်းလိုက်မကောင်းလိုက်ဟုတ်တယ်မလားဒါပေမဲ့ကောင်းတာတဲ့ဘာပုံများလဲမကောင်းတာတခါတလေကောင်းတယ်လို့ဖြစ်မဲ့ကုလည်းမရတဲ့ယောဂဖြစ်တဲ့မကောင်းတာပြန်ပေါ်လာတယ်ဒါဆိုရင်ကျွန်တော်တို့အခြေအနေတွေကကောင်းလိုက်မကောင်းလိုက်ဘာလို့ဖြစ်လို့ကျွန်တော်နှလုံးသားကြောက်ကောင်းတာတဲ့အခြေအနေတွေကဘာလို့စိုးတာများပဲလဲကျွန်တော်နှလုံးသားကြောက်ဘုရားသခင်ကနှလုံးသဘောကိုကြည့်တယ်ဒါဆိုရင်သေချာပြီးဒီကျမ်းပိုက်3ပိုက်ဖတ်တာနဲ့ကျွန်တော်တို့ကကိုယ့်အနာဂတ်ကိုသိပြီနော်ကျွန်တော်နှလုံးသားကိုကျွန်တော်တို့တာဝန်မယူနိုင်ဘူးကုမဲ့ယောဂဆေးမရှိဘူးဆရာဝန်လည်းမကုတယ်ဘူးဟာအဲ့ဒါဆိုရင်ဆရာရဲ့အဲ့လိုကုလို့မြတ်လို့ဆရာရှိလာပါတယ်တင်းအောင်ဆရာလည်းမကုပေးနိုင်ဘူးmiracle maker လည်းအာမမခံဘူးကျမ်းစာပြောပြီးသားကုလို့မရတဲ့ယောဂတဲ့နေ့30တိမှာကျွန်တော်လူတွေနှလုံးသားကိုကောင်းမှုတဲ့အမျိုးမျိုးကုပြီးပြီသူများမပြောနဲ့ကိုယ့်အကိုတော့မကုနိုင်နော်တယောက်ပြဿနာကနှလုံးသားမှာရှိတယ်ပြဿနာမှာရှိလဲကျွန်တော်ပုံတစ်လေးပြပါအောင်ကျေးဇူးပြုပြီးတော့နော်ပုံတစ်လေးဟုတ်ပြီဒါကျွန်တော်တို့ရဲ့နှလုံးသားကျွန်တော်တို့ထဲမှာလောဘတွေမာနတွေမုန်းတီးတာမာနဆိုတာလဲထူးဆန်းတယ်နော်ပတ်စံရှိလို့နော်ချမ်းသာလို့အောင်မြင်လို့မာနကြီးတယ်ဆိုတာကြားကောင်းသေးတယ်တချို့ဘာမှမရှိပဲမာနကြီးတဲ့ဖွဲ့ရှိတယ်ငါ့ကိုပတ်စံသာမရှိတာငါ့ကိုလာပြီးမထိနေဆိုတဲ့ဖွဲ့ရှိတယ်နော်မလေးရှာမမျက်ပေါင်းပေါက်မယ်မလှုပ်ဝေးဆိုတဲ့ဖွဲ့တွေအဲ့ဒါလည်းမရှိမာနကျောင်းမာနဆိုတာလေရှိလို့မာနကြီးတယ်ဆိုတာနော်သူချမ်းသာလို့မာနကြီးတယ်ကြီးပါစေအောင်မြင်လို့ဘာမှမဟုတ်တဲ့ဖွဲ့လည်းမာနကြီးတဲ့ဖွဲ့ရှိတယ်ဆိုတော့အဲ့မာနတွေမုန်းတီးတာတွေမနာလိုတာတွေခွင့်မလွတ်တာတွေမကောင်းမြင်တာတွေကျွန်တော်နှလုံးသားထဲမှာကျွန်တော်ရဲ့နှလုံးသားထဲမှာတော့နှလုံးသားကိုကျမ်းစာကအဲ့ဒီနှလုံးသားကိုဘာကြောက်နှလုံးသားတဲ့ဘာနှလုံးသားလဲအဲ့တော့ကြောက်နှလုံးသားထဲမှာအဲ့ဒါတွေကထွင်းတာကြောက်နှလုံးသားမှာထွင်းတာကျွန်တော်အဲ့ဒီကြောက်နှလုံးသားမှာထွင်းတဲ့လွယ်လွယ်နဲ့ဖျက်လို့မရကြောက်စာတွေမှာလွယ်လွယ်နဲ့ဖျက်လို့မရတယ်လို့ပဲကျွန်တော်တို့ရဲ့ဘဝရဲ့နှလုံးသားထဲမှာလုံးဝဖျက်လို့မရအောင်မကောင်းတဲ့အရာတွေကမွေးကလေးကမမွေးခင်တဲ့ကပီးထိုးထားပြီးသားကြောက်နှလုံးသားထဲမှာကျွန်တော်ဒါဆိုရင်ကျွန်တော်တို့ရဲ့ဘဝထဲမှာဒီနှလုံးသားမကောင်းတဲ့ပြီနှလုံးသားကုသမှုမရတဲ့ဒီယောဂဖြစ်နေတဲ့နှလုံးသားဟာနော်မကြမ်းမာတဲ့ပြီဒီနှလုံးသားဟာမကောင်းစားတဲ့ပြီဒီနှလုံးသားဟာမပြောင်းလဲတဲ့အခြေအနေကလည်းဒီတိုင်းဖြစ်မှာအပြင်မှာအပြောင်းလဲတွေမြင်ချင်ဒီအထဲမှာအပြောင်းလဲလုပ်ရအာမင်ဖခင်ဘာကိုကြည့်ပြီးတော့ကောင်းကြည့်ပေးတာလဲဝေစုဟာဘယ်အပေါ်မှာပဲမူတည်တာလဲကြောက်ခမဝေစုများခြင်းနေဆိုရင်နှလုံးသားကျေဖို့လို့တယ်ဟာလေလုယာနှလုံးသားမကျေဘဲနဲ့တော့ဝေစုများမှာမဟုတ်ဘူးကျွန်တော်တို့ဝေစုနည်းနည်းပဲရတို့ရတော့မရအောင်နော်ဘာလို့လဲနှလုံးသားချမ်းသာပြောတယ်နှလုံးသားကြောက်တယ်ဒါဆိုရင်ကဲဖတ်ကြည့်အောင်နော်ဘာလို့ဖတ်မလဲဆိုယေဇကျေလအခန်းကြီး36အငယ်25 30ယုဒတန်ဖတ်စီခြင်းနဲ့ဟုတ်ပြီဒီတို့အပေါ်မှာတန်ရှင်းသောရေကိုဖြန်းတစ်ဖြစ်ဒီတို့ကိုခတ်သိမ်းသောအညစ်အကြေးမှဆ၍ခတ်သိမ်းသောရုပ်တုတို့နဲ့ကင်းစင်းစေမည်စိတ်နှလုံးသစ်ကိုငါပေးမည်သဘောသစ်ကိုတွန်းထားမည်ဒီတို့ကိုခန္ဓာထဲကကြောက်နှလုံးကိုနှုတ်၍အသားနှလုံးကိုပေးမည်ဟုတ်ပြီအမှတ်ရထားရအောင်အဲ့တော့ဘုရားသခင်ကအငယ်25ကိုပြန်ထိုးပါအောင်နော်အငယ်25မှာဘာပြောလဲတင်းတို့ပုံမှာတဲ့တန့်ရှင်းသောရေကိုဖြန်းတစ်ပြေးတင်းတို့ကိုခတ်သိမ်းသောဘာတွေကိုကင်းစေစေမလဲအညစ်အကြေးမှစ၍ခတ်သိမ်းသောရုပ်ထုတို့နဲ့ကင်းစင်စေမယ်အဲ့တန့်ရှင်းတဲ့ရေဆိုတာကတခြားမဟုတ်ဝိညာဉ်တော်တန့်ရှင်းသောဝိညာဉ်တော်ရေကျွန်တော်တို့မှာဖြန်းတဲ့အခါဝိညာဉ်တော်သွန်းလောင်းခြင်းရတဲ့အခါကျွန်တော်တို့ဝိညာဉ်တော်လိုအပ်တယ်ဝိညာဉ်တော်တက်ရောက်ပါဆိုအဲ့ဒီဝိညာဉ်တော်ကကျွန်တော်တို့ကိုအထဲမှာရောအပြင်မှာရောရှိတဲ့အညစ်အကြေးအားလုံးကိုကင်းစင်စေတယ်ပြီးတော့ရုပ်ထုတွေနဲ့လည်းကင်းစင်စေတယ်ပြောရုပ်ထုပြောကြည့်ပါဦးကျေပြောအောင်ရုပ်ထု
တော့တချို့ကတလို့ပြောမယ်ဆရာရဲ့ကျွန်တော်ကဘာရုပ်ထုမှမကိုးကွယ်ဘူးနော်ကျွန်တော်အိမ်မှာလာကြည့်အောင်ဘာရုပ်ထုမှမရှိဘူးဒီမှာဘုရားသခင်ပြောတဲ့ရုပ်ထုဆိုတာကလေအပြင်မှာရှိတဲ့ရုပ်ထုမဟုတ်အထဲမှာရှိတဲ့ရုပ်ထုဘယ်မှာရှိတဲ့ရုပ်ထုလဲအထဲမှာရှိအဲ့တော့ယုံကြည်သူတွေထဲမှာရုပ်ထုရှိသလားအဲ့ရုပ်ထုကဘာလဲရှိပါတယ်အေဖတ်ခန်းကြီးကအငယ်9ကိုဖတ်ကြည့်အောင်ယုံကြည်သူတွေရဲ့အထဲထဲမှာရှိတဲ့ရုပ်ထုကဘာလဲဆိုတော့အားလုံးသူကဖတ်ရအောင်မတရားသောမိဝဲတော်သူညဉ့်ညူးစွာပြုတော်သူရုပ်တုကိုကင်တော်သူဖြစ်တော်မဟုတ်ကိုကင်တွေ့တာမဟုတ်ကိုးကွယ်တော်သူဖြစ်တော်အဲ့ဒါစလုံးပေါင်းမှားတာနော်ရုပ်ထုကိုကိုးကွယ်တော်သူဖြစ်တော်လောဘလွန်ကျူးတော်သူတစုံတယောက်မြခရစ်တော်နဲ့ဘုရားသခင်၏နိုင်ငံ၌အမွေမခံရသည်ကိုတင်တို့သိကြ၏ဒီမှာကြည့်ဘုရားသခင်ရဲ့နိုင်ငံတော်အမွေမခံရတဲ့သူစရင်ပြောတဲ့အခါမှာဒီမှာကျမ်းစာမှာစိတ်ဝင်စားကြအောင်ရုပ်ထုကိုကိုးကွယ်တော်သူဖြစ်တော်လောဘလွန်ကျူးတဲ့သူတဲ့ကြည့်နော်ဒါဆိုရင်လောဘလွန်ကျူးခြင်းကနှလုံးသားထဲမှာရှိတဲ့ရုပ်ထုကျွန်တော်တို့ဒီမှာရှိတဲ့လူတွေလောဘမရှိတဲ့လူရှိလားအမလေးလောဘရှိလို့အမေရိကလာတာပေါ့ဟုတ်တယ်မလားလောဘမရှိတော့ရွာမှာပဲအေးစစ်ချံပေါက်ပြီးနေမှာပေါ့နော်အေးစစ်စစ်ရှိတာလေးနဲ့နော်ပြာဟင်းလေးချက်စားပြီးအေးစစ်နေမှာပေါ့ချောင်းထဲကငါးလေးဖမ်းလိုက်နော်လောဘရှိလို့ပိုလိုခြင်းလို့မလေးရှားလာတယ်ပိုလိုခြင်းလို့အမေရိကလာတယ်အမေရိကမှာလက်ကဘာသွားလို့ရအောင်သွားအောင်ပါဆိုတော့ကျွန်တော်လောဘရှိတယ်လူတိုင်းမှာနော်လူတိုင်းမှာအထက်မှာတတ်မှတ်မှုဆိုတာရှိတယ်ကဲတော့ရင်အဲ့ဒီလောဘလွန်ကျူးခြင်းကရုပ်ထုတဲ့ဒါဆိုရင်တန်ရှင်သောဝိညာဉ်တော်ရေဖြန်းတဲ့အခါမှာအဲ့ဒီရုပ်ထုတွေသင်ဘဝထဲမှာကွာအပြင်မှာအထဲမှာရှိတဲ့မကောင်းတဲ့ဖျားသခင်မနစ်သက်တဲ့ရုပ်ထုအလုံးကိုကင်းစင်စေမယ်ကြည့်ဘာရေရလဲတန်ရှင်သောရေအဲ့ဒီကဘာကိုပုံဆောင်လဲဟုတ်ပြီယေစီချေလအခန်းကြီး36ကိုပြန်ဖတ်ရအောင်အငယ်26ကိုကြည့်အောင်အဲ့တော့အဲ့ဒီမှာအဲ့လိုတန်ရှင်းရေးလုပ်ပြီးတဲ့အခါမှာစိတ်နှလုံးသစ်ကိုတဘောတစ်ကိုအိုးကဲချီစံဒါဆိုရင်အခုနကိုလို့မရတဲ့ခမည်းနှလုံးသားကြီးကိုစူးစမ်းပြီးကုမနေနဲ့တော့ဟာလေလုယာအဲ့နှလုံးသားကြီးကိုခမည်းကိုအဲ့အဟောင်းနှလုံးသားကြီးမကောင်းတဲ့ attitude လောဘဒေါသမောဟမကောင်းမြင်တဲ့နှလုံးသားကြီးကိုနော်ပြန်လေပြုတ်ပြင်ဖာတေးဘလောက်ပဲဖာတေးအချိန်တိုင်းဖွတ်ချက်ပြန်ဖြစ်တာပဲအဲ့တော့အဲ့နှလုံးသားကိုဘုရားသခင်ကပြောတယ်ဘုရားအံဝန်းစရာကျွန်တော်တို့ကိုကောင်းကြီးပေးခြင်းတဲ့အခါမှာဘုရားကသိတယ်နော်ဟာငါသားနှလုံးသားမမှန်ကောင်းကြီးမရဘူးဆိုတာသိတော့ကောင်းကြီးရစေခြင်းလို့နှလုံးသားမှန်ဖို့တော့ဘာလို့လဲဆိုတော့အဲ့နှလုံးသားသူပဲလဲပေးလိုက်ကျောက်တန်ရှင်သောဝိညာဉ်တော်ကိုကျွန်တော်တို့ကိုပေးတဲ့အခါမှာဆရာမတော်မှာအဲ့တန်ရှင်သောဝိညာဉ်တော်ကျွန်တော်နှလုံးသားထဲမှာလာကျင်းဝတ်ပြောပါနှလုံးသားထဲမှာလာကျင်းဝတ်အဲ့တော့အဲ့နှလုံးသားထဲမှာလာကျင်းဝတ်တဲ့အခါမှာ तू ကဘာလုပ်ပေးလဲဆိုတော့ကျွန်တော်နှလုံးသားတွေကအရင်ပါလာတဲ့ဘူဘီတွေကပါလာတဲ့မွေးရပါဗီဇမကောင်းတဲ့ကြောက်နှလုံးသားကြီးကိုဘာလို့လိုက်လို့ထုတ်ပလိုက်အဲ့ကြောက်နှလုံးသားပြင်လို့မရဘူးကဲစာရွက်မှာရေးရင်ခရက်ဖြတ်လို့ရသေးတယ်ဟုတ်တယ်မလားအိုက်ပက်မှာရေးရင် delete လုပ်လို့ရဒါပေမဲ့ကြောက်ပေါ်မှာပါရင်ဖြတ်လို့ရလားမရတော့ဘူးကြောက်ပေါ်မှာစလုံးပေါင်းမားရင်ဖြတ်လို့မရတော့ဘူးနော်ချွတ်တော်သူတွေနော်စိတ်မကြောင်ထိုးတာစလုံးပေါင်းမားတဲ့အဖွဲ့တွေရှိတယ်တတိလို့ထိုးတာကျွန်တော်အတီးတယောက်ကတတိဆိုဒီမှာဟိုတုန်းကခစ်စားတယ်လေတတိဆိုတော့အောက်ကတောင်းဝင်းမှုရတတိဖြစ်သွားတာပမာစကားလည်းကောင်းကောင်းမတတ်နော်ထိုးထလိုက်တာတတိဆိုဖြစ်သွားတာနော်ဆရာတန်တောင်မှာလည်းစေးမညောင်ရှိတယ်ထင်မသေးနဲ့နော်သူတို့ငငယ်တုန်းကကလေးညမှာဂိုင်းဖွဲ့ကြတယ်တဲ့နော်အဲ့ဒါနဲ့ဒီမှာအခါလေးစေးမညောင်ထိုးမယ်အဲ့ဒါသူတို့ဘာလုပ်လဲဆိုတော့ငင်ကလေးစေးမညောင်လဲအဲ့လိုထိုးတယ်ပတ်စံနေလည်းမရှိထိုးလည်းမထိုးရတော့ဒီပါလဲဓာတ်ခဲကိုထုပြီးတော့အဲ့ဓာတ်ထလာတဲ့ခဲနဲ့ဒီလက်မှာတခါတဲ့နော်ကွန်မန်ဂျွန်နဲ့ချစ်ကြတယ်ဆရာတန်တောင်လက်မှာကြည့်လိုက်မှာမဲမဲကြီးသူကစေးမညောင်နဲ့မတူဘူးခါလေနော်ဟိုပွေးပေါက်နေတာနဲ့တူတာနော်အနာကောင်းမပြုတ်တဲ့ခါမျိုးသူကအကြီးကျယ်တူသူတို့ရဲ့ gain တစ်စိတ်တဲ့နော်ကြောက်တတိတာဆရာတန်တောင်လက်မှာကြည့်တာအဲ့ဒါ gain တစ်စိတ်ဒီ worship leader လည်းမလွယ်ဘူးစေးမညောင်ထိုးထားတယ်ဆိုတော့ကျေးဇူးတော်ပဲကျွန်တော်တို့ကတော့စေးမညောင်လုံးဝခန္ဓာကိုယ်မှာဘာစေးမညောင်မှမရှိဘူးဘာဖြစ်လို့လဲဆိုတော့အကြောက်လို့စေးမင်းကြောင့်ထိုးနေနေယောဂပြည်တော့စေးတော့ထိုးဖို့အကြောက်တယ်ဆိုတော့လုံးဝစေးမင်းကြောင့်ငယ်တော့အမေဖေကစေးမင်းကြောင့်မထိုးနဲ့လို့မှားစရာမလိုဘာလို့အကြောက်လို့တွားကိုမထိုးအဲ့နာနော်ဆိုတော့ဒီမှာကြောက်နှလုံးသားကိုထုတ်ပြီးတော့ဘုရားသခင်ကအသားနှလုံးသားအဲ့အသားနှလုံးသားထဲမှာသဘောအသစ်ကိုသွင်းပေးမယ်ကြည့်ကြောက်ကြည့်တန်ရှင်တော်ဝိညာဉ်ရောက်လာတဲ့အခါမှာလေအဲ့တန်ရှင်တော်ဝိညာဉ်တော့ဘာလုပ်လိုက်လဲဆိုတော့တင့်နှလုံးသားကိုအသစ်ဖြစ်စီအဲ့နှလုံးသားထဲမှာတင့်ငကိုကသဘောတဘာဝနဲ့မတူတော့တဲ့မှန်ကန်တဲ့ attitude
မှန်ကန်တဲ့စိတ်နေသဘောထားဖယားသခင်ရှိစေခြင်းနဲ့နှလုံးသားကို तू ကဘာလာလောက်တာလဲဆို तू ဖယားသခင်ရဲ့နှလုံးသားကိုတန်ရှင်သောဝိညာဉ်တော်ကပဲသိတာဟုတ်လားတခြားမပြောနဲ့ကိုမွေးထားတဲ့သားသမီးတော်မှာကိုယ်စိတ်နဲ့စိတ်တိုင်းမကြောက်ဟုတ်တယ်မလားအဲ့ဒါကိုမွေးထားတာသူများမွေးထားတဲ့ကလေးထင်တာမဟုတ်ဘူးနော်ကိုမွေးထားတာကို DNA တခါတလေကိုနဲ့တအားတူလို့အမြင်ကတ်တဲ့အချိန်တွေရှိတယ်နော်တအားတူလို့နဲ့နော်တခါတလေကိုမှန်ထဲမှာကြီးရတယ်လို့ပဲနော်ဒါပေမဲ့ပြဿနာကိုစိတ်တိုင်းမကြောက်ကျွန်တော်ဖျားတဲ့ကလေးကျွန်တော်တို့ကြည့်ရကျွန်တော်လည်းစဉ်းစားပါတယ်နောက်ဒါတော့မှကျွန်တော်2ယောက်ပဲမွေးထားတာဒီမှာ4ယောက်မွေးထားတဲ့လူတွေ9ယောက်မွေးထားတဲ့လူတွေတကယ်ဂုဏ်ပြုတယ်ခင်ဗျားတို့နော်ကျွန်တော်သာပေးခွင့်ရ PhD အကုန်လုံးပေးတယ်ခင်ဗျားတို့နော်ကျွန်တော်ကိုသားသမီးတွေကိုကြည့်စိတ်နဲ့မကိုက်တဲ့အချိန်ရှိတယ်တကယ်ပြောတာမကိုက်တဲ့အချိန်ရှိတယ်ပေါ့တစ်ချိန်လုံးမကိုက်တာပါနော်မရှိတော့24တိုက်9ရက်လုံးမကိုက်ဘူးဒီကောင်တွေကိုဟိုခေါင်းကနေခြေပြားတိမကိုက်ဘူးနော်အဲ့ဒီကမှဘာသဘောပေါက်လဲအိုးဖယားသခင်လည်းငါ့ကိုစိတ်တော်နဲ့တွေ့မှာမဟုတ်ဘူးဖယားသခင်လည်း तू ဖန်ဆတဲ့ဇိုလင်းအောင်လုပ်ပြန်ပြီ तू ဖြစ်စေခြင်းနဲ့စိတ်ကျွန်တော်တို့မှမရှိအဲ့တော့ဖယားသခင်ကအဲ့ဒါကိုစိတ်ဆင်းရဲနေမဲ့အစားထိုင်ပြီးတော့နေ့တိုင်းကဒီကောင်အသုံးမကြောက်ဘူးလို့ဒီကောင်စိတ်ထားလဲမားပြန်ပြီမကောင်းပြန်ဘူးလို့ပြောမဲ့အစားဖယားပဲဘာလုပ်လိုက်လဲဆိုတော့သူ့ရဲ့တန်ရှင်သောဝိညာဉ်တော်ကိုယူပြီးကျွန်တော်တို့ရဲ့စိတ်နှလုံးသားအဟောင်းထုတ်ပြီးတော့နှလုံးသားအတစ်ကိုထည့်ပေးလိုက်လက်ကုပ်ဒီပါဒီဖယားကိုကျေးဇူးတင်တယ်ကြောက်သဘောအတစ်ကိုတွေ့ပြီကျောင်းအထက်ထဲမှာလေကောင်းတဲ့သဘောတွေထွက်လာရင်တေးကြတယ်အဲ့ဒါခမည်းမဟုတ်ဟာလေလုယာဆရာဇော်လေးအောင်တိတ်သဘောကောင်းနေတေးကြတယ်အဲ့ဒါတန်ရှင်တော်ဝိညာဉ်တော်ပဲဆရာဇော်လေးရဲ့ original မူလခွေးတဲ့စိတ်ကဘာလဲဆိုကလားသွေးပါတယ်လေကစီနေတယ်နော်ဟိုတပြားကိုနှစ်ပြားလှုပ်ခြင်းနဲ့ဟိုနှစ်ချီကိုငပိလှုပ်ခြင်းနဲ့အဲ့ဒါဘာလဲမူလလက်ဟောင်းခွေးတဲ့စိတ်နော်အဲ့ဒါတေးကြတယ်ဒါပေမဲ့ဒီနေ့အဲ့ဒီသဘောတဘာဝနဲ့မဆိုင်နဲ့နားလေပေးတယ်ခွန်းလွတ်တယ်နော်ဟိုပါဝင်ခြင်းနဲ့ပေးတယ်လှူတယ်နော်ကောင်းတယ်ကျွေးတယ်မွေးတယ်အမေရိကမှာဆိုရင်နော်အားလုံးသိပါတယ်ပတ်စံဆိုတာနော်ကျွန်တော်တော်တော်လေးချစ်ပုတ်ပြီးပတ်စံရဖို့တော်တော်လေးခက်ရှာကြတာဒါပေမဲ့အဲ့လိုရှာတဲ့ဘုရားနိုင်ငံတော်မှာပါဝင်တယ်ပါဝင်ခြင်းတဲ့နှလုံးသားရှိတယ်ဆိုတာကျောင်းသူတွေကရှာရဲတဲ့အဲ့ဒါပေးချင်တာထဲမှာနှိုးဆုံမှုရအဲ့ဒါဝိညာဉ်တော်ပဲခင်ဗျားအသွေးသားတော့လာမှာမဟုတ်သေးကြတယ်ကျွန်တော်လည်းအဲ့ဒါဇာတိလာမသိဘူးစိတ်ချပေးဖို့ပြောကြတယ်ခင်ဗျားမဟုတ်တာသိကြတယ်ကျွန်တော်တည်းမှာခိုင်ပေးဖို့ပြီးတော့မှလည်းအပေါင်းသေးလေးမဟုတ်အကြီးကြီးတွေပြောတယ်ကျွန်တော်သိတယ်အဲ့ဒါကျွန်တော်အသွေးသားတော့လုံးဝမဟုတ်ကျွန်တော်အသွေးသားတော့သိကြပဲရနိုင်သမျှရှာဖို့ပဲကျွန်တော်အသွေးသားရှိတယ်ကျွန်တော်ဒီသဘောတည်းအားလုံးပြောအောင်သဘောတည်းအဲ့တော့29ကိုပတ်ရအောင်29ကိုငါဝိညာဉ်ကိုလေဒီတို့အထဲတို့တွင်းပြီးတစ်ဖြစ်ဒီတို့ဒီငါဤတရားလမ်းတို့လိုက်၍ငါစီရင်တော်မူချက်တို့ကိုစောင့်ရှောက်ကြလိမ့်မည်အဲ့နှလုံးတစ်တွေသဘောတစ်တွေကဘယ်အချိန်မှရောက်လာလဲဆိုငါဝိညာဉ်ကိုတဲ့ပြောပါငါဝိညာဉ်တန်ရှင်သောဝိညာဉ်တော်ကိုကျွန်တော်အထက်မှာထည့်ပေးလိုက်တာဟာတခြားဟာမဟုတ်အဲ့ဝိညာဉ်တော်ကျွန်တော်အထက်မှာရောက်လာတဲ့က तू ကဘာလာကူညီတယ်လဲဆိုတော့ဖယားသခင်ရဲ့စိတ်တော်နဲ့တွေ့တယ်ဖယားသခင်ရှိစေခြင်းနဲ့ဖယားသခင်သဘောကျတဲ့နှလုံးသားဖြစ်အောင် तू ကလာပြီးတော့ကျွန်တော်နှလုံးသားတင့်နှလုံးသားကိုလာပြုပြင်ပေးတယ်အဲ့ဒီအခါမှာတဲ့ငါဤတရားလမ်းကိုလိုက်၍ငါစီရင်ချက်တို့ကိုစောင့်ရှောက်မယ်ကြောင့်ဖယားသခင်ရဲ့တရားလမ်းနဲ့လိုက်ဖယားသခင်လှုပ်စေခြင်းနာလှုပ်ဖယားသခင်လှုပ်စေခြင်းနာကိုအထက်မှာပြင်းပြတဲ့ဆန္ဒရှိပြီးတော့လှုပ်ဖို့ဆုံးဖြတ်တယ်လှုပ်နိုင်တယ်ဆိုတာကတင့်ရဲ့မူလနှလုံးသားကြောင့်မဟုတ်တာ100%သိကြတယ်။ဘာကြောင့်လဲ။တန်ရှင်တော်ဝိညာဉ်တော်ပြောပါအောင်တန်ရှင်တော်ဝိညာဉ်တော်ကြည်ပြောတန်ရှင်တော်ဝိညာဉ်တော်ယောက်ကျမ်းစာဖတ်ခြင်းနဲ့နှလုံးသားပေါ်လာတယ်ဆိုတာဘာလို့လဲဆုတောင်းခြင်းနဲ့နှလုံးသားပေါ်လာတယ်ဆိုတာဘာလို့လဲဟလေငါအရင်စိတ်ကောင်းတယ်ဒီမနေ့စိတ်ကောင်းနေပေါက်တယ်မဟုတ်ဘူးခင်ဗျားစိတ်ကောင်းပေါက်စရာအကြောင်းမရှိဘူးဝိညာဉ်တော်ကတင့်နှလုံးသားထဲမှာ तू ဘာလုပ်လဲ तू ဥဆောင်နေတာကိုးကွယ်ခြင်းနဲ့နော်ဘုရားကိုကောင်းမြတ်တယ်လို့ပြောခြင်းနဲ့အခြေအနေရပြောဝိညာဉ်တော်အထဲထဲကနေဥဆောင်တဲ့အခါကျောက်ဝိညာဉ်တော်ကကျွန်တော်တို့ကိုဘာလာကူညီတာလဲကျွန်တော်နှလုံးသားကောင်းစားဖို့အတွက်100%ကူညီတာတန်ရှင်တော်ဝိညာဉ်တော်ကျောက်နှလုံးသားမကောင်းစားတာဘာကြောက်လဲကျွန်တော်မကြည့်နိုင်လို့မကြွနှလုံးသားကောင်းကောင်းထားနိုင်လို့မဟုတ်ဘူးညီကောင်မောင်နှမတွေကျွန်တော်ဒီနှစ်ပတ်တွင်မှာကျွန်တော်စဉ်းစားတာအဲ့ဒါလူတချို့ကနှလုံးသားတိတ်ကောင်းတယ်လူတချို့ကနှလုံးသားလုံးဝသုံးစားလို့မရအောင်စုပ်ပြတ်တယ်ဘာဖြစ်လို့လဲညီကောင်မောင်နှမအဲ့ဒါကဟိုတယောက်ကမွေးရပါနှလုံးသားကောင်းလို့နှလုံးသားကောင်းတဲ့မိဘမွေးလာလို့ဒီတယောက်ကနှလုံးသားမကောင်းလို့မဟုတ်ဘူးမွေးကြတဲ့အားလုံးကကုသလို့မရတဲ့ယောဂဖြစ်တယ်နှလုံးသားစုပ်ပြတ်တတ်ပြီးသားမဒီတယောက်ကဘာလို့နှလုံးသားကောင်းစားလဲဆိုနှလုံးသားထဲမှာဝိညာဉ်တော်ကိုအုပ်ဆိုးခွင့်ပေးတယ်အာမင်ဝိညာဉ်တော်ကိုဥဆောင်ခွင့်ပေးတယ်ဝိညာဉ်တော်ရှိစေခြင်းနဲ့နှလုံးသားကို yes and amen လုပ်တယ်ပုံနှစ်ပြပါအောင်ပုံနှစ်ပြပါအောင်အကြည့်သူ့နှလုံးသားထဲမှာဝိညာဉ်တော်ရောက်လာတယ်
နော်လောဘတွေဒေါသတွေမရှိဘူးလားဆိုရှိတယ်အဲ့ဒါအားလုံးဖုံလန်းသွားတယ်အာမင်အဲ့တော့ဝိညာဉ်တော်လာဦးဆောင်တဲ့ကဝိညာဉ်တော်ဂျိုးငက်ကရောက်လာတဲ့အခါမှာအဲ့နှလုံးသားတစ်ခုလုံးမှာရှိတယ်ဒေါသမရှိတော့တာမဟုတ်ဘူးလောဘမရှိတော့တာမဟုတ်မကောင်းမြင်တဲ့စိတ်မရှိတော့တာမဟုတ်မရှိတယ်မိန်သွားတယ်အဲ့ဒါတွေကမိန်သွားတယ်အဲ့ဒါတွေကမလွှမ်းမိုးတော့အဲ့ဒါတွေကအရေးမကြီးတော့အဲ့ဒါအားလုံးကိုတန်ရှင်းသောဝိညာဉ်တော်ရဲ့အလင်းဝိညာဉ်တော်ရဲ့နော်ဦးဆောင်မှုကဖုံးပလိုက်တင်းနှလုံးသားမှာဝိညာဉ်တော်ရဲ့ဦးဆောင်မှုဖုံးပလိုက်ပါစေဝိညာဉ်တော်ရဲ့သဘောတည်းဖုံးလိုက်ပါစေဝိညာဉ်တော်ရဲ့လမ်းပြခြင်းဖုံးလိုက်ပါစေဟာလေလုယာကြိုက်ဝိညာဉ်တော်ကဖုံးလိုက်တဲ့အတွက်မကြည့်ကျွန်တော်ပုံလို့တော့ကျွန်တော်အပက်တယ်နော်အခုကနှလုံးသားမကောင်းတဲ့ကပတ်ဝန်းကျင်လည်းမကောင်းနှလုံးသားကောင်းစားမှအရာကောင်းစားမှနှလုံးသားကောင်းရင်အရာအားလုံးကောင်းလာဘာလို့အရာအားလုံးကောင်းလာလဲတင်းနှလုံးသားထဲမှာနှလုံးသားကိုကောင်းစေတဲ့ဝိညာဉ်တော်ဥဆောင်နေတဲ့အတွက်နှလုံးသားကောင်းစားသောကြောင့်တင်းသည်အရာ၌ကောင်းစားခြင်းနဲ့ကျမ်းမာခြင်းရှိလာတယ်အဲ့ဒါချင်းဆိုရဲငါမဟုတ်တော့ဘသူဥဆောင်လို့လဲဝိညာဉ်တော်ဥဆောင်လို့ငါမဟုတ်တော့ဘူးဝိညာဉ်တော်ငါနှလုံးသားမဟုတ်တော့ကြောင့်မနေ့မိုးနေ့မှာကျွန်တော်တို့ဝိညာဉ်တော်ကျွန်တော်ကိုကူညီပါကောင်းစားတဲ့နှလုံးသားအဖြစ်ဘုရားသခင်ကြည်နှက်တဲ့နှလုံးသားအဖြစ်ကိုတော့ကျွန်တော်နှလုံးသားကိုတော့ကူညီပါကျွန်တော်နှလုံးသားမှာကိုတော့အုပ်ဆိုပါအလကားတောင်းတာမဟုတ်ဘူးနှလုံးသားမကောင်းစားရင်အရာမှာကျွန်တော်ကြာရှုံးတော့မယ်နားရှိတော့သူမိဒီကကြားပါစေနောက်တစ်ခါဆက်ဖတ်ရအောင်ခုနရေစကြည်လာခန်းကြီးနောက်36ကိုဆက်ဖတ်ရအောင်အရန်ကောင်းတယ်အဲ့ဒီမှာနော်ဘုရားသခင်ပြောတဲ့အရာတွေအရန်သဘောကျတယ်ဆက်ဖတ်ရအောင်အငယ်28ကိုဖတ်ရအောင်ငါပေးသောပြည်၌သင်တို့သည်နေရ၍ငါ၏လူဖြစ်ကြလိမ့်မည်ငါသည်လည်းသင်တို့၏ဘုရားသခင်ဖြစ်မည်ကကြီးဘိုးဘေးတို့ကိုပေးထားတဲ့ဂတိတော်တွေအားလုံးဟာကျွန်တော်တို့အပေါ်မှာတက်ရောက်လာပြီးတော့သင်တို့ကလည်းငါလူဖြစ်မယ်ငါလည်းသင်တို့ဘုရားဖြစ်မယ်ဒီနှလုံးသားပေါ်မှာဝိညာဉ်တော်လာအုပ်ဆိုးတာနဲ့ဝိညာဉ်တော်ကသင်ရဲ့စိတ်သဘောထားတွေကိုပြောင်းလိုက်ပြီးဆိုတာနဲ့ကကြီးဘိုးဘေးတွေနှုတ်ကပတ်တော်ထဲမှာအာဗြဟံပေးတဲ့ဂတိဣဇက်ကိုပေးတဲ့ဂတိယာကုပ်ကိုပေးတဲ့ဂတိနော်ဒါဝိဒ်ကိုပေးတဲ့ဂတိပရောဖက်တွေ prophecy မြောက်များစွာဂတိတော်တွေအားလုံးအဲ့ဒီဂတိတော်တွေပြည့်စုံခြင်းဟာနှလုံးသားဝိညာဉ်တော်လာအုပ်ဆိုပြီးနှလုံးသားမှာဝိညာဉ်တော်လမ်းပြမှုခံယူရတဲ့သူတွေအဖို့ဖြစ်လာသင်ကိုဘုရားသခင်ထားတဲ့နေရာမှာနေရာကျပေါ့အခုနပြောတယ်နှလုံးသားမှလို့ဝေစုမရအခုနှလုံးသားဝိညာဉ်တော်ကနှလုံးသားကိုကင်းညှိပေးလိုက်တဲ့အတွက်ခင်ဗျားမှာဝေစုရှိလာတယ်ခင်ဗျားမှာနေရာရှိလာတယ်ခင်ဗျားကိုဘုရားသခင်ပေးတဲ့ဂတိတော်ရဲ့ခင်ဗျားဝင်စားခွင့်ရှိလာတယ်ငါပေးသောပြည်မှာသင်တို့ဒီနေရ၍ငါပေးသောဝေစုသင်တို့ရ၍ငါလုံးမဲ့အလုပ်တွေမှာသင်တို့ကပါဝင်ပတ်သက်ခွင့်ရလာမယ်မင်းတို့ကငါရဲ့လူဖြစ်မယ်ငါလည်းမင်းတို့ဘုရားဖြစ်မယ်ဒါဆိုကျွန်တော်တို့ကဘုရားသခင်ရဲ့လူဖြစ်ပြီးဘုရားသခင်ကကျွန်တော်တို့ရဲ့ဘုရားဖြစ်တာကျွန်တော်တို့ရဲ့အရေးချင်းကြောင့်မဟုတ်ကျွန်တော်တော်လို့မဟုတ်ကျွန်တော်ရခဲ့တဲ့ဘွဲလက်မှတ်တွေကျွန်တော်တို့ရဲ့ចောင်းကျမ်းစာចောင်းကြောင့်မဟုတ်ကျွန်တော်တို့ရဲ့ဂိုင်းကနာကြောင့်မဟုတ်ကျွန်တော်တို့ရဲ့ပင်ကိုစွန့်ရည်ကြောင့်မဟုတ်ကျွန်တော်တို့နှလုံးသားထဲမှာဝိညာဉ်တော်လာအုပ်ဆိုးတာနဲ့ပြောဝိညာဉ်တော်လာအုပ်ဆိုးတာနဲ့အားလုံးပြောင်းသွားအာမင်အငယ်29ဖတ်ရအောင်သင်တို့ကိုအညီအကျေးရှိသမျှတို့နဲ့ငါကင်းလွတ်စေမည်အစာခေါင်းပါခြင်းဘေးကိုပယ်ရှားခြင်းကစံစပါးကိုမှာလိုက်၍များပြားစေမည်ဟာလေလုယာကနှလုံးသားပြောင်းတာနဲ့အခြေအနေပြောင်းလားမပြောင်းလားခေါင်းပါခြင်းဘေးကိုဘာလုပ်မယ်လဲပယ်ရှားမယ်တဲ့ဒီနေ့ကမ္ဘာပေါ်မှာလေနိုင်ငံတကာမှာနေရာတကာမှာအခုအမေရိကမှာလည်းတော်တော်လေးလူတွေကစိန်ခေါ်မှုခံရတယ်နော်အားလုံးကကပောက်ကတိပေါက်ချဖြစ်တယ်စီးပွားရေးတွေမှာကပောက်ကမဖြစ်တယ်နော်ဟိုကနေဒါနဲ့လည်းကုန်သွယ်မှုစစ်ပွဲတွေကတော်တော်ကျန်းလာတယ်နော်အကောက်ခွန်တွေမြင့်လာတယ်အခုစက်ယုံတွေအလုပ်ယုံတွေပိတ်တယ်ဒီဩဂတ်လတလထဲမှာတဲ့ဇူလိုင်လထက်10%စီးပွားရေးကိုကျသွားတယ်အကျဩဂတ်လအကျဆုံးဒီတစ်နှစ်လုံးမှာဩဂတ်လအထူးလုံးဝတောက်လျှောက်ကျတိုက်ဆန်ဆိုရင်ကိုဗစ်ကာလလိုမျိုးအချိန်မှတော့လူတွေကပိတ်ရမယ်မပိတ်ရအောင်တော်ခက်ခဲတဲ့ကာလယူကြော်လာတယ်အခုမှလို့လဲတောက်မခံနိုင်တော့နော်ဟုတ်လေအစသာရပြဿနာတက်တဲ့စီးပွားရေးကမောက်ကမဖြစ်တယ်တော့ဒီနိုင်ငံမဲမဟုတ်နိုင်ငံတကာမှာဒီနေ့စီးပွားရေးကမောက်ကမဖြစ်တယ်ခေါင်းပါမှုတွေမြန်မာပြည်မှာဆိုလေကုန်စည်နှုန်းတွေတက်တယ်နော်ကျက်ဥတွေနော်တလုံး900လောက်ဖြစ်လာတယ်တာမန်ပြည်သူတွေအတွက်အရန်ခက်ခဲတဲ့ကာလချို့နေရာတွေမှာစံပြုတ်တောက်ရတယ်ချို့နေရာစံပြုတ်တော့မတောက်နိုင်တဲ့နေရာတွေရှိတယ်ခေါင်းပါခြင်းပြီးကဘာတစ်ခုလုံးနော်ကဘာတစ်ခုလုံးရောက်တာနေရာတကာမှာရောက်တာ
နော်နိုင်ငံတိုင်းမှာရောက်တယ်ဘယ်ကျွန်တော်ပြပြမယ်ဖျားတဲ့ခင်ကပြောတယ်နှလုံးသားမှာဝိညာဉ်တော်အုပ်ဆိုးခွင့်ပေးတဲ့သူတွေကိုခေါင်းပါခြင်းကိုအဲ့ဒီမိသားစုဖျားဖဲကိုဖဲပေးမယ်ဟာလေလုယာပြောပါခေါင်းပါခြင်းကိုဖဲကိုဖဲပေးမယ်ကျေးဇူးခေါင်းပါခြင်းဖဲကိုဖဲပေးမယ်အာမင်အစာခေါင်းပါခြင်းကိုဘုရားသခင်ကဖဲရှင်းမယ်အဲ့ဒါကအရေးချင်းကြောက်လားမဟုတ်ဘူးတော်လို့လည်းမဟုတ်ဘူး saving money ကြောက်လည်းမဟုတ်ဘူးเนาะဗာလဲဟိုဟာ retirement ပတ်စံကြောက်လည်းမဟုတ်ဘူးเนาะဟိုဟာဒီကဘာတကွနှလုံးသားထဲမှာဝိညာဉ်တော်ကိုဘုရားကထည့်ပေးပြီးသဘောတည်ရတာနဲ့ငါမင်းတို့ခေါင်းပါတယ်ဆိုတာမင်းတို့ဘဝမှာမရှိတော့ဘူးအာမင်ကျွန်တော်နှလုံးသားကောင်းစားဖို့ဆိုကျွန်တော်လည်းเนาะဒီခဏခဏဟောပါတယ်ဒါပေမဲ့ဒီတလုံးမှာဝင်ရကြပါတယ်ငါတာနှလုံးသားကောင်းလည်းမင်းမလုံနိုင်ဘူးကျွန်တော်အချိန်ကြီးအမှုတော်ဆောင်နေနှလုံးသားကောင်းဖို့เนาะတင်ပေးတယ်နှလုံးသားကောင်းကောင်းထားကြနှလုံးသားကောင်းစားပါစေမယ်မရတဲ့သူကတော့မရဘူးယောဂအခုမရတဲ့ယောဂဆိုတော့နော်အခုတော့တော်တော်လေးနားလဲတာဩသူယောဂပြန်ဖောက်သွားတာပဲလို့နော်ဒါကောင်းတဲ့အချိန်မှာတော့အရန်ကောင်းပြီးတော့ယောဂပြန်ဖောက်သွားတော့လေဩဒါကတော့ဖြစ်တတ်ပါတယ်ဆိုတဲ့သဘောပေါက်ဝိညာဉ်တော်အုပ်ဆိုးခွင့်မပေးရင်ဒီကာလမလွယ်ဘာအုပ်ဆိုးခွင့်မပေးရင်လဲဝိညာဉ်တော်အုပ်ဆိုးခွင့်မပေးရင်မလွယ်ဝိညာဉ်တော်ကဒါမဥဆောင်နေဒီကာလပေါ်လာပြီခေါင်းပါခြင်းဘေးဖယ်လားမဖယ်လားဆိုတာကြည်တာနဲ့သိပြီခင်ဗျားနှလုံးသားထဲမှာဝိညာဉ်တော်လမ်းပြခြင်းအုပ်ဆိုးခြင်းရှိလားမရှိလားဆိုတာကြောက်ခက်ချွတ်တော့ခက်ခဲတွေရလေချွတ်တော့ပြဿနာတွေကချွတ်တော့အရာတဲ့နှလုံးသားထဲမှာဘယ်သူရှိနေတယ်လဲဆိုတာပြတဲ့ကာလပဲဟာလေလုယာအာမင်ကမ္ဘာစီးပွားရေးတွေအမေရိကန်စီးပွားရေး10%နော်စောက်ထိုးကြတဲ့လဩဂတ်လကျွန်တော်နဲ့ကျွန်တော်အိမ်သူအိမ်သားကျွန်တော်မိသားစုတွေက8လပိုင်းဩဂတ်လကျွန်တော်ရဲ့ကောင်းကြီးမလားဇောက်ထိုးတက်တဲ့လားအာမင်တို့ရောက်ဆိုဖျက်ကောင်းကြီးပါဘာတက်တဲ့လားလဲဖြောင်းပြန်အပေါ် तू ကဇောက်ထိုးတာအမောက်စာတန်ကိုကျွန်တော်ဇောက်ထိုးပြန်လို့ရတယ် upside down ဆိုတာလို့ခါလေးပြန်ဟိုအပေါ်ထောင်တက်သွားတယ်လားဘာတက်သွားတယ်လားလဲထောင်တက်သွားတယ်လားပြောထောင်တက်သွားမိုးပေါ်ထောင်တက်တယ်လားပြ upside down လုပ်လိုက်တယ်ဖြောင်းပြန်လာလိုက်တာနော်ညီမစားလည်းတင်ပေးတယ်တဲ့ကိုဟုတ်တယ်နောက်ဆိုရင်ဒိုင်စကားတော့တင်ပေးတော့မှာနော်ဒိုင်စကားတွေရောအက်စတာဘာပြောလို့ဟီဘရုစကားတွေရောတင်ပေးတော့နော်အခုဆရာဒန်နီယယ်ထောင်တော်မှကျွန်တော်ရီးစားစကားပြောဖို့တင်ပေးနေတာနော်သူ့တော့မပြောကြနဲ့နော်ကျွန်တော်အခုလုံးဝချင်းစကားနဲ့ဘယ်လိုရီးစားစကားပြောမလဲဆိုတာငယ်ငယ်တုန်းကတင်တဲ့ဟာတွေကျွန်တော်အကုန်တင်ပေးတာသူအကုန်အလွတ်ကျက်နေဒါပေမဲ့ကိုမပြီးသေးဘူးဒီကောင်မင်းဒီလေတန်နဲ့ဆိုမိမရဖို့မရှိဘူးလားဆိုတော့နော်ဘုရားသခင်ကကျွန်တော်တို့ဘဝကိုဒီခေါင်းပါခြင်းဟာဒီကောင်မတော်မှတ်တာနှလုံးသားမှာဝိညာဉ်တော်အုပ်ဆိုးခွင့်ပေးတဲ့သူတို့ဘုရားကဖေးကိုဖယ်ပေးတယ်တင်းတို့ကိုဘုရားဖယ်ပေးပါစေတင်းရဲ့ကြောက်နှလုံးသားကိုဖယ်ခြင်းခံရတဲ့သူတွေကြောက်နှလုံးသားအထက်မှာမရှိအပြင်မှာခေါင်းပါခြင်းလည်းမရှိနှလုံးသားထဲမှာဝိညာဉ်တော်အုပ်ဆိုးတဲ့သူတွေအတွက်ခေါင်းပါခြင်းဘေးကိုဖယ်ပြီးတော့စံစပါးကိုမှားလိုက်၍မြားပြားစေမယ်ဟာလေလုယာဘာလို့စေမှာလဲကွာမြားပြားစေမယ်စားတော့တဲ့ဟာတွေဘာဖြစ်စေမလဲမြားပြားစေမယ်အာမင်အောင်မြင်မှုတွေဘာဖြစ်စေမလဲမြားပြားစေမယ်အဲ့ဒါဘုရားရဲ့ဂရုတော်ကျွန်တော်ဒီကာလမှာကျွန်တော်တို့နှလုံးသားထဲမှာဝိညာဉ်တော်မိုးလင်းတာနဲ့ပြောဝိညာဉ်တော်ကျွန်တော်နှလုံးသားမှာအုပ်ဆိုးပါကျွန်တော်ကိုရောရှိစေခြင်းတဲ့နှလုံးသားကိုရောထားစေခြင်းတဲ့သဘောထားကိုရောမြင်စေခြင်းတဲ့အမြင်နှလုံးသားကောင်းရင်အားလုံးကောင်းပြီဆိုအဲ့နှလုံးသားလည်းကိုယ့်ကိုဖြစ်ချင်တော့လေနော်ဟိုကားလို့တော့ပြင်လို့ရရင်ကောင်းတာဟုတ်လားကြောက်ကားမာစီဒီကားပြက်ရင်မာစီဒီရှိုးရုံးမဲ့ပို့ဟာတိုတာကားပြက်ရင်တိုတာရှိုးရုံးမဲ့ပို့ဟာအဲ့လိုပဲဒီနှလုံးသားဖျားဖန်ဆင်းထားတဲ့နှလုံးသားဖြစ်တဲ့သူ့ကိုအသစ်ပြန်ဖြစ်ချင်ရင်တခြားတော့မပြင်နဲ့စာတင်ကျောင်းမှာပြင်လို့မရအောင်ကျမ်းစာကျောင်းမှာပြင်လို့မရအောင်လောကမှာပြင်လို့မရအောင်တန်ရှင်သောဝိညာဉ်တော်ကပဲပြင်တတ်တယ်အာမင်ကြောင့်အငယ်30ဖတ်ရအောင်အငယ်30ဖတ်ရအောင်သင်တို့ဒီမောတေ၍တပါအပြောသားတို့ကဲ့ရဲ့ခြင်းကလော့စေမိအကြောင်းတစ်ပင်အတီးဖြစ်မြေအတင်းနာကိုငါများပြားစေမည်ကဲမွတ်သိပ်တယ်စင်းရဲတယ်ဆိုရင်ဘာဖြစ်မလဲတဲ့ဖခင်တခါတည်းပြောတယ်ငါဘာလို့မင်းတို့ကိုငတ်မှုခေါင်းပါခြင်းကနေဖယ်ပြီးတော့တဲ့ဘာလို့များပြားစေလဲဆိုမင်းတို့ကစင်းရဲတယ်ဆိုတပါးမျိုးသားတွေဘာလို့ပို့လဲဘာလို့ခံရမှာလဲကဲ့ရဲ့ခံရမှာတဲ့အဲ့ဒါကြောင့်ငါကင်းလို့စေမယ်ဖခင်ယုံကြည်သူတွေကိုမစင်းရဲစေချင်ဘာလို့မလုပ်စေချင်လဲ
ဒီကောက်တော့လမ်းမှာတော့ဆမရီနူးတို့ဆရာဒန်နီယယ်ထန်တို့နော်သွားတဲ့အဖွဲ့တွေကသူတို့တောသားရွာသားတွေချောင်းတွင်ပြောတယ်ရေတကွန်နဲ့ဆင်းရလားမဆင်းရလားသူများအလှလာကြည့်တာသူတို့တော့ကူးနေတာပါရေတကွန်မှာသူများဓာတ်ပုံတွေရအလှကြီးသူတို့ဖွဲ့ရဒိုင်မန်ထိုးပြီးကူးနေကြတာဟိုလူတွေဒီတောသားတွေနဲ့တွေ့တော့ဆင်းရလားမဆင်းလားစိုင်းမတွေ့ရနဲ့သူတို့ကူးတာပဲနော်အဲ့ကျွန်တော်ခေါ်တယ်သူကဆရာဆင်းခဲ့ဆရာတို့ပြောတယ်ဟေးငါမဆင်းရဘူးလို့ငါချမ်းသာတယ်လားရေကြောက်တယ်လို့မပြောငါမစင်ရဘူးငါချမ်းသာတယ်လို့ဒါကြောင့်ငါလုံးဝမစင်ဘူးလို့နော်ငါလုံးဝရေတယ်လုံးဝမစင်ရဘူးကျွန်တော်ဒါကြောင့်ကျွန်တော်ခက်တီတီနဲ့နော် negative မပြောငါမစင်ရဘူးချမ်းသာတယ်ချမ်းသာတဲ့သူတွေကဘယ်တော့မှမစင်ရဘူးလို့နော်ကျွန်တော်အဲ့ဒီရေတွေကိုခြေမျက်စိရရှိအောင်မသွားဘူးကျွန်တော်ကအဝေးတပိုင်းလောက်ကကြည့်တယ်တစုံတစ်ခုပြည့်ရင်မှတ်တမ်းတင်လို့ရအောင်ဆိုတော့စင်ရရင်တဲ့တပားမျိုးသားတွေဘာဖြစ်မလဲကဲရဲ့မယ်ယုံကြည်သူတွေစင်ရရင်ဘာဖြစ်မလဲလားကဲတပားမျိုးသားတွေရွေးခွက်တဲ့ပလက်မျိုးမှာပေါ့ကျွန်တော်အဲ့ဒါကကဘာပေါ်မှာလေမှတ်တာနှလုံးသားမကောင်းစားတဲ့အတွက်စင်ရတဲ့အတွက်ကျွန်တော်တို့ယုံကြည်သူတော်များတပားမျိုးသားတွေကဲရဲ့စရာဖြစ်တက်ရှင်နဲ့ဖះကိုကိုကိုရဲဆိုကြည်စမ်းပါအောင်ပြောတော့သူတို့ဖះအားလုံးပိုင်နေသူတို့ဖះအားလုံးတတ်နိုင်နေသူတို့ဖះသူတို့အော်ဒါပဲမဖြစ်နိုင်တဲ့အရာတွေမဖြစ်နိုင်တဲ့အချိန်မှာဖြစ်စီတဲ့ဖះအခုမှလည်းမဖြစ်လာဘူးသူတို့ဘဝမှာကဲ့ရဲ့စရာဖြစ်ဒီနေ့ကျွန်တော်ပြောမယ့်ညီကောင်မတွေဖះကနှလုံးသားကောင်းစားတဲ့သူတွေရဲ့ဘဝမှာကဲ့ရဲ့စရာအလုံးစုံနဲ့ကင်းလွတ်စေမှာဟာလေလုယာတပားမျိုးသားတွေကဲ့ရဲ့လို့အမျိုးသားချင်းတွေလည်းကဲ့ရဲ့လို့လောကမှာရှိတဲ့ဘယ်အရာကမှတင့်ကိုဘာမလုပ်စေရအောင်လဲကဲ့ရဲ့ခြင်းဒဏ်ကနေသင်လွတ်ကိုလွတ်မယ်ဟာလေလုယာပြောကဲ့ရဲ့ခြင်းဒဏ်ကနေလွတ်မယ်အာမင်စင်းရဲလို့ကြုံရတဲ့ကဲ့ရဲ့ခြင်းဒဏ်ကနေလွတ်မယ်ဘလောက်ကောင်းတယ်ကြီးစမ်းကြောက်ဘာကောင်းသွားရင်လဲကြောက်တန်ရှင်တော်ဝိညာဉ်တော်ကကျွန်တော်တို့ကိုဘာကူညီလဲဆိုတော့ကျွန်တော်နှလုံးသားမှာမှန်ကန်တဲ့နှလုံးသားမှန်ကန်တဲ့ attitude မှန်ကန်တဲ့စဉ်းစားပုံမှန်ကန်တဲ့အမြင်နော်မှန်ကန်တဲ့အတွေးခေါ်ရှိဖို့အဲ့ဝိညာဉ်တော်ကကူညီပါတယ်ဗျနော်ကျွန်တော်တို့ဝိညာဉ်တော်ကူညီမယ်ပါလာကလက်တော့လို့ပြောတဲ့အခါတန်ရှင်တော်ဝိညာဉ်တော်ကသင်တို့မတတ်နိုင်တဲ့ຢာကိုကူညီမယ်ဆိုနှလုံးသားကွန့်ကိုပြင်ဖို့တော့မတတ်နိုင်ဟုတ်ပါလားနှလုံးသားကကွန့်ကိုကောင်းအောင်ထားဖို့တတ်နိုင်လားမတတ်နိုင်ဘူးတခါလေတားသမီး4ယောက်ရှိတယ်တားသမီး5ယောက်ရှိတယ်မောင်နှမ5ယောက်ရှိတယ်မောင်နှမ6တယောက်ပုံမှာအရန်ကောင်းမယ်တယောက်ပုံမှာမတခါတဲ့အချိန်လည်းရှိတယ်တယောက်ဖုန်းခေါ်ရင်မကင်ချင်းတယောက်ဖုန်းခေါ်ရင်တော့ကင်ချင်းပြန်ရောအဲ့ဒီနှလုံးသားညီကိုချင်းချင်းနေတဲ့မှာနှလုံးသားမမှန်တဲ့ခါလေတားသမီးပုံမှာတော့နှလုံးသားမမှန်နိုင်တဲ့ခါတချို့ကျတော့အရန်လိုလိုက်တချို့ကျတော့ကြီးကိုမကြည့်ချင်တဲ့အချိန်ကြီးကျွန်တော်နှလုံးသားလူနှလုံးသားဖြစ်တယ်ကိုသားလို့မရတဲ့ယောဂဒါမဲ့အားလုံးပေါ်မှာတပြေးညီထားပြီးတော့ဖျားနှလုံးသားနဲ့ချစ်နိုင်မှုတော့ဝိညာဉ်တော်ကပဲဘာလုပ်တာလဲကူညီပေးတယ်အဲ့ဒီနှလုံးသားကိုဘုရားသခင်ပြင်ပေးပါစေသဘောထားမှန်ဘုရားပေးပါစေပြောသဘောထားမှန်ဘုရားသခင်ပေးမယ်ဟာလေလုယာဆိုတော့ကနော်တမန်တော်ဝတ္ထုခန်းကြီး9အငယ်51တန်ရှင်တော်ဝိညာဉ်တော်ကျွန်တော်တို့ထဲမှာလာပြီးရောက်လာတဲ့အခါ तू ကဘာအဲ့သဘောထားမှန်ပေးတဲ့အပြင်နှလုံးသားမှန်သဘောတစ်ကိုပေးတယ်ပြီ तू ကဘာလို့ပေးတယ်လဲအားလုံးတူကဖတ်ရအောင်ငယ်51မှာခေါင်းမာ၍နားနဲ့စိတ်နှလုံးတို့၌အရေးပြားလိခြင်းမရှိသောသူတို့သင်တို့သည်လည်းသင်တို့၏ဘိုးဘေးများနည်းတူတန်ရှင်တော်ဝိညာဉ်တော်ကိုအစဉ်ဆန့်ကျင်ပဲပြုကြ၏ဟုတ်ပြီဒီမှာဘာပြောလဲဆိုတော့ခေါင်းမာပြီးတော့နားနဲ့၎င်းစိတ်နှလုံးတို့နဲ့၎င်းအရေးပြားလိခြင်းမရှိသောသူတို့ဒီနေ့ဘုရားသခင်ကကျွန်တော်တို့ကိုဘယ်မှာအရေးပြားလိစေချင်တာလဲဆိုတော့နားနဲ့နှလုံးသားမှာအရေးပြားလိစေချင်တယ်ပြောနှလုံးသားအရေးပြားလိတာတော့တန်ရှင်တော်ဝိညာဉ်တော်ရောက်လာတဲ့အခါမှာနှလုံးသားရဲ့အရေးပြားကိုလာလှီးပေးတယ်ကြောင့်ဝိညာဉ်တော်တစ်စိတ်ခတ်တယ်ဆိုတာအလကားမဟုတ်နှလုံးသားထဲမှာမလိုအပ်တဲ့ခါတွေကိုသူကအရေးပြားလှီးတယ်ဆိုတာမလိုအပ်တဲ့ခါကိုဖယ်ပေးလိုက်တာအဲ့နှလုံးသားအရေးပြားလာလှီးကျွန်တော်နှလုံးသားထဲမှာခေါင်းမာတဲ့ပုံကန်တတ်တဲ့စန့်ကျင်တတ်တဲ့အမြဲတမ်းနော်ဘုရားသခင်နဲ့ဘတော်မှသဘောမတူနိုင်တဲ့ခါတွေအားလုံးအဲ့ဒီအားကိုဝိညာဉ်တော်ကဘာလို့ဆိုကျွန်တော်တို့အထက်မှာအရေးပြားလာလှီးပေးလိုက်ဟာလေလုယာအဲ့တော့အရင်တော့ကအဲ့လိုနှလုံးသားအရေးပြားလိခြင်းမရှိတဲ့အတွက်တဲ့ဘာဖြစ်လဲဆိုတော့အမြဲတမ်းဝိညာဉ်တော်ကိုစန့်ကျင်နေတဲ့ဖခင်ကိုစန့်ကျင်တယ်ဣသရေလလူမျိုးတွေခါနာန်ဒီဘာလို့မဝင်ရလဲဖခင်ကိုစန့်ကျင်ပတ်ပြုလို့ဝိညာဉ်တော်ကိုစိတ်နာစေလို့ဝိညာဉ်တော်ကိုအမြဲတမ်းစန့်ကျင်လို့သူတို့ကဂတိတော်မျိုးဝင်ခွင့်မရဘာလို့ဝိညာဉ်တော်ကိုစန့်ကျင်သူတို့နှလုံးသားမှာအရေးပြားမလိတတ်တာနှလုံးသားအရေးပြားမလိတဲ့လူရဲ့လက္ခဏာပါဆိုခေါင်းမာတယ်ခေါင်းမာတယ်သူမြင်ဘူးလားမမြင်ဘူးအိမ်အောင်မှန်ကြည့်
ဘယ်သူလဲဆိုဘွားကနေပေါ်လာတဲ့ခေါင်းပါဆိုချက်စင်းစားလာငါတာလာငါတပီလာနော်ငါဖေလာငါပြမဟုတ်ဘူးအားလုံးအတူတူပဲတို့အားလုံးအတူတူပဲအဲ့တချင်းဆိုတော့တို့အားလုံးအတူတူပဲမထူးခြားကြပါဘူးတချင်းငါတို့အားလုံးဆိုရမယ်နော်တခါတလေမမာတို့နဲ့မာတဲ့ဖွဲ့တွေရှိတယ်စမညံပြောတယ်လို့ပေါ့စမညံဘာပြောလဲဆိုတော့အတင်းတော်ရဲ့အစည်းအဝေးမှာတဲ့နော်မင်းတို့ကဆရာမုံတောင်းပါအေးတယ်နော်စကားပြောလဲဖြည်းဖြည်းလေးပြောတယ်တကယ်တော့မင်းတို့ဆရာတဲ့တအားကောင်းပါတာတဲ့ဘယ်လောက်ကောင်းပါလဲဆိုကင်ဂျုံအန်ဖက်တောင်ကောင်းပါတယ်တဲ့နော်လုံးမယ်ဆိုလုံးမယ်ပဲအဲ့တောက်ကြနေကကျွန်တော်တို့သွားတော့နော်ဆရာထမင်းစားပြီးတော့သူကကျွေးတဲ့ခါစားပြီးတော့ तू မချင်တတ်ဘူး तू စားကျင်တာရှိတော့ငါတို့ Starbucks မှာသွားပြီးတော့ဘုတ်သွားစားရအောင်ပြောဆမညံမသွားနဲ့နင်တစ်ချိန်လုံး Starbucks ပဲတောက်နေတာပဲဆိုတော့ဆရာဘာမှမပြောနော်အဲ့ဒါလည်းအိမ်ပြန်မဲ့ငါဆရာဇုံလေးအောင်ကနေလိုက်သွားမယ်နော်အဲ့ဒါစမညာခေါ်လာငါတို့ကမငါဆရာဇုံလေးအောင်ကသူကလိုက်စီးလိုက်အောင်မယ်တဲ့ဒါလိုမျိုးကကြုံမစီးရတာတဲ့အဲ့ဒါကားပေါ်လေးရောက်တော့ Starbucks ကိုသွား drive through ပဲအိမ်ပြန်မယ်တဲ့အဲ့ဒါနဲ့ Starbucks နဲ့ကအိမ်ရောက်တဲ့ဂျားထဲမှာအပီးစားလိုက်တယ်နော်တော့အိမ်လေးရောက်တော့ဘာလက်ဆက်လာတာမှမရှိတော့ခက်တီတီနဲ့ဝင်လာတယ်ကြည့်လိုက်တော့လေတိတ်နောက်မကြောက်လေနော်ရောက်လာစိုင်းမထိုင်နေတော့ကြာမှာဗောတခါတည်း drive through ဝယ်ပြီးတော့ဟိုးအရောက်တဲ့အခါမှာဒီ10မိနစ်တည်းမှာအပီးစားလိုက်တာအဲ့ဒီမှာကျွန်တော်ဆမညံပြတော့အရင်သဘောတူသွားတယ်နော်လှုပ်ချင်တော့ရအောင်လုပ်တယ်နီးလန်းရှာတယ်ဆိုတာနော်ဆရာပြန်မကြပါစေနဲ့ဆိုတော့တခါတလေကျွန်တော်တို့မတိမတာကျွန်တော်တို့ခေါင်းမာတဲ့ကဏ္ဍတွေရှိတယ်နော်ကိုပီတာအကျယ်ဆုံးဝင်ခံရှိတယ်တော်သေးတဲ့မိုင်းစမ်းမဖြေလို့နော်တခါတလေကျွန်တော်တို့မမာတဲ့နေရာမှာမာနေတာတွေရှိတယ်အဲ့တော့အချို့သောခေါင်းမာမှုတွေကဝိညာဉ်တော်ကကျွန်တော်တို့လှုပ်ခိုင်းတယ်ဝိညာဉ်တော်ကတွားခိုင်းတယ်ဝိညာဉ်တော်ကစခိုင်းတယ်ဝိညာဉ်တော်ကနော်ခြေလန်းလန်းခိုင်းတယ်ဝိညာဉ်တော်ကပေးခိုင်းတယ်ဒါပေမဲ့ကျွန်တော်နှလုံးသားထဲမှာဟာတာပေးလိုက်ရင်ဘယ်လိုဖြစ်မလဲအဲ့ဒါလှုပ်လိုက်ရင်ဘယ်လိုဖြစ်မလဲကျွန်တော်လည်းအချိန်မောင်းမမရှိဘူးလို့ကျွန်တော်မပြောပါဘူးရှိပါတယ်ကိုတော့ဒါလေးပဲရှိတာဒီခါလေးဖျားတဲ့ကံလည်းအံ့ဩစရာသလားအဲ့ဒါလေးပဲရှိတယ်အဲ့ဒါကိုမျက်စောင်းထိုးတယ်စရတာမျိုးကမုတ်ဆိုးမလို့ပေါ့ဟိုမုံရလက်တဆုပ်စာပဲရှိဒါစားပြီးတေတော့မယ်လက်နဲ့ဆုပ်စာသုံးဆုပ်စာရှိရင်တော်သေးတယ်တဆုပ်စာပဲရှိဒါလေးပဲရှိတယ်အဲ့ဒါစားမယ်ဆိုပြီးတော့တွားပြီးတော့မီးမွေးဖို့ထင်းကောက်တုံးရှိတယ်အဲ့တဲ့ရောက်လာဖျားတဲ့ကံပြောတယ်အဲ့ဒါပေးတယ်ကိုရောရဲ့နှစ်ဆုပ်စာရှိရင်တဆုပ်စာပေးမယ်တဆုပ်စာကျွန်တော်တို့ချန်ထားမယ်မကောင်းဘူးလားမဟုတ်ဗျာပဲအဲ့တဆုပ်စာအဲ့ဒါပဲမင်းရှိတာအကုန်ပေးတယ်မျက်စောင်းထိုးငါအတွက်ရင်လုပ်ပေးဆိုတော့တစ်ခါတလေကျွန်တော်တက်တာထဲမှာနှလုံးသားအရေးပြားမလီးထားတဲ့အခါဘာဖြစ်လဲခေါင်းမာချက်ခေါင်းမာတဲ့လက္ခဏာနော်ချက်သားသမီးတွေခေါင်းမာရင်ကျွန်တော်သိဖို့နှလုံးသားအရေးပြားလီးဖို့လို့အဲနှလုံးသားအရေးပြားလီးတယ်ဆိုတာကဘာလဲကိုမလုံနိုင်မကျန်းစာတယ်လို့ပြောတယ်နှလုံးသားအရေးပြားလီးတယ်ဆိုတာဘာလဲနော်နှလုံးသားအရေးပြားတရားဟောရခန်းကြီး30အငယ်6ကိုဖတ်ရအောင်နှလုံးသားအရေးပြားလီးဖို့ဘယ်လောက်အရေးကြီးတယ်လဲတရားဟောရခန်းကြီး30အငယ်6တွေ့ရင်သူကဖတ်ရအောင်သင်ဒီအသက်ရှင်မိအကြောင်းသင်ဤဘုရားသခင်သာရဘုရားကိုစိတ်နှလုံးအကျွမ်းမဲ့ချစ်စေခြင်းကသင်နှလုံးနဲ့သင်အမျိုး၏နှလုံးအရေးဘုရားကိုလီးဖြတ်တော်မူလိမ့်မည်ကဲကြည့်နော်သင်ကအသက်ရှင်ပြီးသင်ဘုရားသခင်သာရဘုရားကိုစိတ်နှလုံးအကျွမ်းမဲ့ချစ်စေခြင်းကတဲ့ဘုရားသခင်ကိုစိတ်နှလုံးအကျွမ်းမဲ့ချစ်ဖို့တဲ့အဲ့ဒါကဘုရားကိုစိတ်နှလုံးအကျွမ်းမဲ့ချစ်ဖို့သင်တို့စူးစမ်းပြီးချစ်လို့ဘုရားမပြောဘူးကျမ်းမတော်အရေးကြီးတယ်တခါတည်းကျွန်တော်ဘုရားကိုစူးစမ်းပြီးချစ်ရင်းနဲ့မချစ်နိုင်တော့တဲ့အချိန်တွေရှိတယ်ပင်မသွားတဲ့အချိန်ဘုရားသခင်မချစ်တော့ဘူးမချစ်နိုင်တော့ဘူးဆိုတဲ့အချိန်ဘုရားသခင်တခြားပြောတယ်ချစ်စေခြင်းကတဲ့တင့်နှလုံးနဲ့တင့်အမျိုးဤနှလုံးသားအရေးပြားကိုလှီးဖြတ်တော်မူလိမ့်မည်တဲ့အဲ့လိုနှလုံးသားအရေးပြားကိုလှီးဖြတ်တာဝိညာဉ်တော်ကလာပြီးနှလုံးသားအရေးပြားလာလှီးလိုက်ရင်ဘာဖြစ်တော့နှလုံးသားအရေးပြားလှီးခြင်းလက္ခဏာကဘာဘုရားသခင်ကိုစိတ်နှလုံးအကျွမ်းမဲ့ချစ်လာမယ်ဟာလေလုယာဘုရားသခင်ကိုစိတ်နှလုံးအကျွမ်းမဲ့ချစ်ဖို့တောင်မှကျွန်တော်တို့အစွမ်းစားလားဝိညာဉ်တော်လုပ်ပေးတာလားဝိညာဉ်တော်လုပ်ပြီးအဲ့နှလုံးသားအရေးပြားလီးချင်းခံရတာနဲ့သင်ဟာဘုရားကိုမချစ်ဖဲမနေနိုင်တော့ဘုရားကိုမဆန်ငတ်ဖဲမနေနိုင်တော့ဘုရားကိုမရှာဖဲမနေနိုင်တော့နှလုံးသားအရေးပြားလီးလိုက်တာနဲ့အဲ့လီးတဲ့လက္ခဏာကဘုရားကိုချစ်ဖို့ဘုရားကိုအားကိုးဖို့ဖြစ်လာတယ်အာမင်ကြည်သင်နဲ့တဲ့အမျိုးသားရဲ့နှလုံးသားအရေးပြားလီးတဲ့အတွက်သင်တို့စိတ်နှလုံးချစ်မယ်ဘုရားကိုချစ်မယ်ချစ်တော်သူတွေဘုရားကိုမချစ်ဘူးဆိုတာလေအဲ့ဒီဝိညာဉ်တော်ကအထဲမှာတင်းရဲ့နှလုံးသားထဲမှာအရေးပြားလာမလီးသေးလို့ဝိညာဉ်တော်ရဲ့အရေးပြားလီးချင်းခံရတဲ့အခါမှာအဲ့မချစ်နိုင်တဲ့အရာအစိတ်ပိုင်းကိုမဖယ်လိုက်တဲ့အခါမှာတင်းကစိတ်နှလုံးအကျွမ်းမဲ့မချစ်နိုင်တာဖြစ်နောက်တစ်ခါ
ဓမ္မသစ်ကျမ်းမှာလည်းရှင်ပေါလုကြီးအဲ့ဒါကိုရှင်းပြတယ်ယောမအခန်းကြီး1အငယ်28ကနေ29စံပြီးဖတ်စေချင်တယ်ယောမအခန်းကြီး1အငယ်28ကနေ29တွေ့ရင်အားလုံးတို့ကပြောင်းတင်းတော့ တနည်းဆိုတော့အပြင်ပန်းအဖြစ်ဂျူးလူမျိုးဖြစ်တော်သူသည်ဂျူးလူမျိုးအစစ်အမှန်မဟုတ်အပြင်ပန်းအဖြစ်ကိုယ်ကာယ၌ခံယူသောအရေးပြားလိချင်းသည်လည်းအရေးပြားလိချင်းအစစ်အမှန် ဟုတ်ပြီရပြီအပြင်ပန်းအဖြစ်ဂျူးလူမျိုးဖြစ်တဲ့ဂျူးမစစ်ဘူးတဲ့ဒါဆိုအခုအုတ်ထုတ်ဆောင်ငွေကလေးကနေဂျူး traditional လုပ်တဲ့သူတွေအားလုံးကကျေးဇူးတော်ကာလမှာဂျူးစစ်မဟုတ်ဘူးတဲ့အခု Israel တွေကဂျူးစစ်လားမဟုတ်ဘူးဂျူးစစ်ဝိညာဉ်ရကြီးဂျူးစစ်မဟုတ်ဘူးတဲ့အပြင်ပန်းအပြည့်ကိုကာယ၌ခံယူသောအရေးပြားလိချင်းတည်လေအရေးပြားလိချင်းအစစ်မှန်ဒါဆိုသူတို့ကငွေကလေးကနေပြီးတော့ရှေ့ရက်မြောက်ဆိုအရေးပြားလိပြီးသူတို့ကယူဒထုံးစံတွေလေ့လာတယ်ယူဒထုံးစံတွေကျင့်တယ်အပေါ်ကအုတ်ထုတ်လေးစောင်းတယ်နော်တခါဒီမှာနော်သပင်းတွေကျစ်တယ်ဟိုသူတို့ရဲ့ပြည့်ညက်တရားတိုင်းလိုက်လျှောက်တယ်အပေါ်မှာသူတို့လှုပ်တဲ့ထုံးစံတွေတော့မကျန်းစာပြတယ်ဒီလူတွေကဂျူးစစ်မဟုတ်ဘူးတဲ့အငယ်29ဖတ်ရအတွင်းသဘောအဖြစ်ဂျူးလူမျိုးဖြစ်တော်သူသာလင်ဂျူးလူမျိုးအစစ်အမှန်ဖြစ်ပြီးအခရာတင်ထားသောတရားအဖြစ်မဟုတ်ပဲဝိညာဉ်တော်အဖြစ်ဖြစ်သောစိတ်နှလုံး၏အရေးပြားလိချင်းပင်အရေးပြားလိချင်းအစစ်မှန်ဖြစ်၏ထို့သောသူသည်လူတို့ထံမှမဟုတ်ပဲဘုရားသခင်ထံတော်မှချီးမွမ်းခြင်းကိုခံရ၏အာမင်အတွင်းသဘောအဖြစ်ဂျူးလူမျိုးစစ်တဲ့လူသာဂျူးအစစ်မှန်တယ်ဟာလေလုယာဒါဆိုရင်ဂျူးစစ်လားမစစ်လားဆိုတာအပြင်ပန်းအရေးပြားနဲ့မဆုံးပြတ်တော့ဘူးတဲ့အခုကျွန်တော်တို့မြင်နေရတဲ့ Israel တွေအဲ့ဒါဂျူးစစ်မဟုတ်ဘူးဝိညာဉ်ရဘုရားသခင်ကသူတို့ဘာမှဣသရေလအစစ်လို့မတတ်မှတ်တော့သူတို့ဘလောက်ပဲပညတ်တရားလှုပ်သူတို့ဘလောက်ပဲအရေးပြားလီသူတို့ဘလောက်ပဲနော်ပညတ်တရားတွေအာဂုံဆောင်နိုင်တယ်ဘလောက်စူးစမ်းသူတို့ကိုဘုရားသခင်ကအစစ်လို့မတတ်မှတ်သူတို့ကအတုဖြစ်သွားပြီအစစ်တော့အစစ်ပဲအတုစစ်ဖြစ်သွားပြီနော်အတုစစ်အရန်စစ်တယ်နော်အတုစစ်တာမှအရန်စစ်တာယောအတုဖြစ်သွားပြီတို့ကတော့အစစ်ကအတွင်းသဘောအားဖြစ်ဆိုအတွင်းထဲမှာတိတ်သဘောကောင်းတဲ့လူကိုခေါ်လာမဟုတ်ဘူးအခရာတင်ထားတော့တရားဖြစ်မဟုတ်ပဲဝိညာဉ်တော်အားဖြစ်တော့စိတ်နှလုံးကြီးအရေးပြားလိချင်းပဲအရေးပြားလိချင်းအစစ်အမှန်ဖြစ်ဟာလေလုယာဟာလေလုယာတို့ဒီကာလရဲ့ဂျူးအစစ်ကဘာလို့လဲတန်ရှင်သောဝိညာဉ်တော်အထဲထဲမှာတစိတ်ခတ်ပြီးအရေးပြားလိချင်းခံရတယ်တင်နဲ့ကျွန်တော်ဟာဂျူးအစစ်ဟာလေလုယာယူဒာစစ်အစစ်ရတာဖခင်လူတွေကမချီးမွမ်းခြင်းပါဒီကောင်ကြီးဘာဂျူးဖြစ်ချင်နေတာလဲဟုတ်ဂျူးဖြစ်ချင်တဲ့လူအများကြီးရှိရနော်မာဟိုကျွန်တော်တို့ချင်းတောင်အဖွဲ့တွေလည်းဂျူးဆိုပြီးတော့အခုနော်စစ်ပြီးတော့အောင်မြင်တယ်ဆိုပြီးသွားလိုက်ကြတာအခု Israel တွေကအများကြီးခေါ်တယ်ဘာလို့လဲဆိုတော့စစ်တိုက်ဖို့လူတယ်ခင်ဗျားတို့လည်းဂျူးဆိုသွားရင်လက်ခံပါနော်ဘာလို့လဲဆိုတော့သူတို့ကစစ်သားလူတယ်လေစိုက်တဲ့လူလည်းသူတို့လူအင်အားတားလူတယ်အခုချိန်မှာနော်အဲ့တော့ဂျူးဖြစ်ချင်လည်းရတယ်ပြီးတော့သတိထားမှာတိထားမှာဘာလဲဆိုတော့ Israel နိုင်ငံရောက်ရင်အခွန်က90%အခွန်ကဘယ်လောက်လဲ90%ဒါကြောင့်ဒီမှာတော့မှ20 30ပေးတော့မှရှာထွက်နေတဲ့ဘွဲတွေ90%ခင်ဗျာအပြင်ဂျူးဖြစ်ဖို့အတွက်90%ခွန်ပေးရမယ်အတွင်းထဲကဂျူးကတော့တပြားမှပေးစရာမလိုဝိညာဉ်တော်ကခါမဲ့လို့ပေးတာဟာလေလုယာအပြင်ဂျူးဖြစ်ချင်စရာမလိုအာမင်အပြင်ဂတိတော်မြေ Israel ကိုသွားပြီးတိမ့်ပိုက်စရာမလိုကျွန်တော်တို့ရဲ့ဂရိတော်မြေက Israel မဟုတ်ကျွန်တော်တို့ရဲ့ဂရိတော်မြေအမေရိကဟာလေလုယာကျွန်တော်တို့ရဲ့ဂရိတော်မြေမြန်မာပြည်ဘုရားကျွန်တော်တို့ကောင်းကြီးပေးမယ်ရောက်မှကြည့်ယူအစစ်ကဘာတူလဲတော့ဝိညာဉ်တော်ဟာနှလုံးသားထဲမှာလာပြီးအရေးပြားလေးအဲ့ဒါဂျူးစစ်စစ်ဘုရားတခင်အဲ့ဒါမှအစစ်တဲ့ဒီမှာရှစ်တယောက်ချင်းစီတိုင်းတန်ရှင်တော်ဝိညာဉ်တော်ကကျွန်တော်တို့ကိုလေအစစ်မှန်တကယ်အာဗြဟံရဲ့သားသမီးအစစ်မှန်ဖြစ်ဖို့အာဗြဟံခံတဲ့ကောင်းကြီးမင်္ဂလာအစစ်မှန်ဖြစ်အပြင်မှာလှုပ်ပေးတာမဟုတ်နှလုံးသားမှာလာလှုပ်ပေးတာတင်းနှလုံးသားမှာလှုပ်ပေးပါစေတင်းနှလုံးသားမှာဘုရားလှုပ်ပေးပါစေဝိညာဉ်တော်ကတင်းနှလုံးသားမှာအလှုပ်လှုပ်ပါစေကြောက်ဝိညာဉ်တော်အလှုပ်လှုပ်တဲ့ကအရေးဒီမှာတချင်းဆိုရနော်ဝိညာဉ်တော်လှုပ်ရှားသောအရာနိုင်မဖြစ်နိုင်တာမရှိဘူးတဲ့ကြောက်ဝိညာဉ်တော်ကအပြင်မှာလှုပ်ရှားတင်းနှလုံးသားမှာလှုပ်ရှားဖို့လိုတယ်တင်းနှလုံးသားထဲမှာအလှုပ်လှုပ်ပြီးဆိုရင်တင်းဘဝထဲမှာမဖြစ်နိုင်ဘူးဆိုတာဘာဖြစ်တော့လဲမရှိတော့ဘူးပြောမဖြစ်နိုင်တာဘာလို့လဲမရှိပြန်ပြောမယ်မဖြစ်နိုင်တာမရှိနောက်တစ်ချိန်မဖြစ်နိုင်တာလက်ကုပ်တီးပြောက်ချီးမွမ်းရအောင်အခုဒီမှာထိုင်နေတဲ့တယောက်ချင်းစီတိုင်းဟာအာဗြဟံရဲ့မျိုးဆက်အစစ်ဂျူးအစစ်ရင်မရောတဲ့ဂျူးအစစ်ဘယ်သူအားဖြင့်လဲတန်ရှင်သောဝိညာဉ်တော်လက်ကုပ်တီးပါအဲ့ဝိညာဉ်တော်ကျွ
ကျွန်တော်တို့နှလုံးသားထဲမှာသူကဘာလုပ်လိုက်လဲအယေပြားလှီးပလိုက်တယ်အဲ့အယေပြားလှီးတဲ့ခါမှာခေါင်းမာတဲ့ဟာတွေပါသွားတယ်အဲ့အယေပြားလှီးတဲ့ခါဖခင်ကိုမချစ်တဲ့ဟာတွေပါသွားတယ်မဆာငတ်တဲ့ဟာတွေပါသွားတယ်ဖခင်ကိုမယုံတဲ့ဟာတွေပါသွားတယ်ဖခင်ကိုအာမကိုတဲ့ဟာတွေပါသွားတယ်ဝိညာဉ်တော်ဖခင်ဘုန်းကြီးပါစေဘယ်သူလှုပ်ပေးတာလဲတန်ရှင်းသောဝိညာဉ်တော်လှုပ်ပေးတာကျဝိညာဉ်တော်ကူညီတယ်ဆိုတာအပြင်မှာဟာဝိညာဉ်တော်ငါ့ကိုကူညီမယ်ပြောပြီးတော့ဥပါလိုမျိုးပုတ်လေးလာမပုတ်ဘူးနော်ငါအိမ်ကရှိတဲ့မျက်သေးလေးလာမရိပ်ပေးဘူးငါမှာပြဿနာတွေအကျွေးတွေလာမဆက်ပေးဘူးမှတ်တာအဲ့ဒါတွေအားလုံးကြည်ဖို့ကအရေးမကြီးဘူးအဲ့ဒါတွေကလွယ်လွယ်လေးအင်္ဂလိပ်ပြော a piece of cake နှလုံးသားထဲမှာရှိတဲ့ပြဿနာနှလုံးသားမှန်မှန်တဲ့ပြဿနာနှလုံးသားအယေပြားမလှီးတဲ့ပြဿနာနှလုံးသားထဲမှာဖခင်ကိုမချစ်တဲ့ပြဿနာနှလုံးသားထဲမှာဖခင်ကိုမဆာငတ်တဲ့ပြဿနာနှလုံးသားထဲမှာအာဗြဟံရဲ့သားသမီးစစ်ဖြစ်စေတဲ့နော်အယေပြားလှီးခြင်းမခံရသေးတဲ့ပြဿနာဝိညာဉ်တော်ရှင်းပလိုက်အာမင်နှလုံးသားကောင်းစားရင်အရာမှာကောင်းစားပြီကျွန်တော်နှလုံးသားကျမ်းမှန်အားလုံးကျမ်းမှန်လာပါလိမ့်ကျွန်တော်ဝိညာဉ်တော်ဘာလာကူညီတာလဲတဲ့နှလုံးသားကိုအစစ်မှန်ဖြစ်ဖို့လာကူညီတယ်အာမင်ဖခင်ကျေနပ်တဲ့နှလုံးသားဖြစ်ဖို့လာကူညီတယ်ဖခင်ကောင်းချီးပေးလို့ရတဲ့နှလုံးသားဖြစ်ဖို့လာကူညီတယ်ဖခင်နဲ့တကယ်ချင်းချက်ပြီးတော့ဖခင်နဲ့ကီးကိုက်အောင်လာလုပ်ပေးတယ်အဲ့ဝိညာဉ်တော်လက်ခုပ်တီးပေးရကျွန်တော်နံပါတ်1ဝိညာဉ်တော်ကဘာလုပ်ပေးလဲတဲ့နှလုံးသားကိုသဘောတက်လာပေးတယ်ဝိညာဉ်တော်ဘာလုပ်ပေးလဲတဲ့နှလုံးသားအရေးပြားလာလှီးပေးတယ်အာမင်အာမင်မကောင်းဘူးလားတန်ရှင်တော်ဝိညာဉ်တော်အရန်ကောင်းတယ်နောက်တစ်ခါနော်ယေမိ sorry တိကိုရင်ဖတ်ရအောင်တိခန်းကြီး၄အငယ်1နှစ်ကိုဖတ်ရအောင်တိခန်းကြီး၄အငယ်1နှစ်ကိုဖတ်ရအောင်ဝိညာဉ်တော်သည်အတိအလင်းပြသိထားတော်မူသည်ကနောင်ကာလ၌ဩတ္တပစိတ်တွင်တံပူနှင့်ခတ်ခြင်းကိုခံပြီးလျှင်မူသာစကားကိုပြောတတ်သောသူတို့၏ရှုံးဝဲခြင်းအဖြစ်လူအချို့တို့သည်ယုံကြည်ခြင်းကိုစွန့်ပယ်၍လက်ပြတတ်သောစိတ်ဝိညာဉ်တို့၌၎င်းနတ်ဖျားတို့နဲ့ဆက်ဆိုင်သောဩဝါဒတို့၌၎င်းမိဝဲစည်းကကြလိမ့်မည်ဟုတ်ပြီအငယ်တစ်ကိုပြန်သွားကြည့်ရအောင်နောင်ကာလမှာဘယ်ကာလမှာလဲဝိညာဉ်တော်ကအတိအလင်းတိချာ clearly say ရှင်းလင်းပြောတယ်နော်ရှင်ဘောလူကအဲ့ဒါပါတော့နောင်ကာလမှာဘလူတွေပေါ်လာမှာအောတပတွေမှာတန်ပူခတ်မယ်ဘယ်ထဲမှာတန်ပူခတ်မလဲအောတပဆိုတဲ့အတွင်းစိတ်ကိုတီးတယ်အောတပစိတ်ဆိုတာကိုတီးတဲ့စိတ်တခြားလူကိုလိန်လို့ရမယ်ကိုလိန်လို့မရအဲ့အထဲထဲမှာအောတပဆိုတဲ့စိတ်ရှိဘုရားသခင်အားလုံးထဲမှာအောတပစိတ်ထည့်ထားပြီအာမင်ကျွန်တော်မှာအောတပစိတ်ရှိလားရှိတယ်သူများတွေကချောလိုက်တာပြောတယ်ကိုယ်စိတ်ကိုသိတယ်ငါမချောပါဘူးအဲ့ဒါအော်တပါစိတ်နော်ဟာခမရအရင်ရရိုးတာပဲဒီမှာသိတယ်မရိုးငါကစီနေတာငါပဲသိတယ်အဲ့ဒါအော်တပါစိတ်နော်ပြီးတဲ့ကပြောမယ်ဟာခမရယုံကြည်ခြင်းသိရှိတာပဲနော်အမလီငါဘယ်လောက်ယုံကြည်ခြင်းမရှိတာငါပဲအဲ့အော်တပါကိုသိတဲ့စိတ်ရှိအဲ့ဒီအော်တပါစိတ်ဒီမှာတန်ပူခတ်တယ်ဆိုတာအဲ့အော်တပါစိတ်ကမပြောင်းလဲတော့စိတ်ခတ်ထားတယ်လို့ခတ်ထားတာနော်အဲ့တော့နောင်ကာလမှာလေအဲ့အော်တပါစိတ်မှာတန်ပူခတ်ထားပြီးတော့မူတာစကားပြောတဲ့သူတွေကိုပဲယုံတယ်မဟုတ်တာတွေကိုပဲယုံတယ်နော်မမှန်တာတွေကိုပဲယုံတယ်တမန်တရားမဟုတ်တာတွေယုံကြည်ခြင်းကိုစွန့်ပယ်ပြီးတော့မကောင်းတဲ့နတ်ဖျားတွေမကောင်းတဲ့နော်အမှားယွင်းတဲ့ဩဝါဒတွေကျမ်းစာနဲ့မညီတဲ့ဟာတွေကိုယုံတဲ့အဖွဲ့နောက်ဆုံးသောကာလမှာပေါ်လာမယ်လို့ဝိညာဉ်တော်ကပြောတယ်ကျနော်အဲ့ဒီအော်တပါစိတ်နဲ့တန်ပူခတ်တဲ့ခံတဲ့အဖွဲဟာတမန်တရားကိုမယုံဘာတရားကိုပဲမူတာတရားကိုပဲယုံကျတော့ဒီကျမ်းစာဘလောက်ဖတ်တမန်တရားကိုမယုံဖျားတနိုင်နေဆိုတာမယုံကျမ်းစာဖတ်တော့နမိတ်လက္ခဏာကျမ်းစာဖတ်ပြီးတော့ကဘာဦးကနေဗျာဒိတ်ကြီးနမိတ်လက္ခဏာတွေပဲဟုတ်လားမဟုတ်လားကဘာဦးကနေဗျာဒိတ်ကြီးနမိတ်လက္ခဏာတွေမဖြစ်နိုင်တာတွေပဲရေးတာကျမ်းစာထဲမှာကဘာဦးကျမ်းခန်းကြီး1ငယ်1ဖတ်ကြတဲ့ကနေမဖြစ်နိုင်တာမသက်ဖတ်ကြည့်လိုက်အပြုတ်ကညာကလေးမွေးတွေဖြစ်နိုင်လားကာနာမျိုးရေကနေစပြည့်ဖြစ်နိုင်လားအဲ့မဖြစ်နိုင်တာတွေကျမ်းစာတွေကိုဖတ်ပြီးနမိတ်လက္ခဏာတွေဝယ်ဖတ်ပြီးတော့ဟိုကလည်းမဖြစ်နိုင်ဒီကလည်းမဖြစ်နိုင်ဆိုတော့အဲ့ကျမ်းစာဖတ်ကိုမဖတ်နဲ့တော့ကျွန်တော်ဖတ်တဲ့ကျမ်းစာဖြစ်နိုင်တာတွေကိုရေးတတ်တဲ့ဖရားမဟုတ်မဖြစ်နိုင်တာတွေကိုလုပ်နိုင်တယ်ဆိုတဲ့အောင်မှတ်တမ်းတင်တဲ့ကျမ်းစာဖြစ်တယ်။ဒါပေမဲ့နောက်ဆုံးကာလမှာအော်တပစိတ်မှာတန်ပူခတ်တဲ့သူတွေဟာတဲ့အဲ့ဒါတွေကိုမယုံတော့ယုံကြည်ခြင်းလည်းမရှိတော့တစ်ချိန်လုံးနတ်ဖရားတွေရဲ့အယူအဝဖြစ်နိုင်တဲ့အပေါ်မှာလူအတွေးခေါ်ပေါ်မှာသူတို့ရဲ့စိတ်ကဘာလို့သွားလဲ lock ချခြင်းခံပြီးတော့နှလုံးသားဘယ်တော့မှမပြောင်းလဲတဲ့အဖွဲရှိတယ်။နောက်ကာလမှာကျောက်တချို့သောသူတွေလေဘလောက်ပဲနမိတ်လက္ခဏာမြင်ဘလောက်ပဲဖျားတတ်နိုင်နေကြာဘလောက်ပဲကိုယ်တိုင်တတ်တည်တွေခံစားသူတို့နှလုံးသားမပြောင်းတော့ဘာလို့ဆိုတန်ပူခတ်ခြင်းခံရလို့
အဲ့တော့ဘလောက်တင်ပေးမတိုးတက်ဘူးဘလောက်တင်ပေးနော်မရသွားဘူးနော်ကောင်းချီးမရဘူးနှလုံးသားမပြောင်းလဲဘူးဆိုတာဘာခတ်ထားလို့လဲဘယ်ထဲမှာခတ်ထားတာလဲနှလုံးသားအော်တပါစိတ်ထဲမှာတန်ပူခတ်ထားတဲ့အဖွဲ့ရှိအဲ့ဒီလူတွေကလေဘယ်တော့မှယုံကြည်ခြင်းမရှိမြင်ဘူးလားအခုကျွန်တော်တိတ်သွားတယ်နော်မှန်မကြည့်ဒီကတော့မှန်မကြည့်ခိုင်းတော့ကျွန်တော်တင်တော့မှအဲ့ဒီလူမရှိဘူးဟာလေလုယာမီရကယ်မိကမှာအဲ့ဒီတင်တော့မှဒါမျိုးမရှိဘူးဟာလေလုယာအဲ့တော့ဝိညာဉ်တော်အတက်နောင်ကာလမှာဘလို့တင်ဘလောက်ယုံကြည်ခြင်းအကြောင်းပြောချစ်တော်တို့ကျွန်တော်ယုံကြည်ခြင်းအကြောင်းပြောယုံကြည်ခြင်းနဲ့နော်ယုံကြည်ခြင်းနဲ့လောက်ရအောင်ယုံကြည်ခြင်းကိုဘေးနာကျွန်တော်တို့ဘေးနာမှာနေပြီးယုံကြည်ခြင်းမရှိနိုင်တဲ့ဖွဲ့ရှိတယ်တော့မှမရှိဘူးကျွန်တော်တို့ကြည်ပြီးတော့ဆရာတော်ဟုတ်တာဗောဆိုတဲ့ဖွဲ့ရှိတယ်ကျွန်တော်ကိုးကွယ်တဲ့ဖခင်နဲ့သင်ကိုးကွယ်တဲ့ဖခင်အတူတူပဲဟုတ်လားကျွန်တော်ကိုးကွယ်တဲ့ဖခင်ကခမည်းတော်ကြီးပြီးတော့သင်ကိုးကွယ်တဲ့ဖခင်သားတော်တည်တည်လေးမဟုတ်ဘူးသင်နဲ့ကျွန်တော်နဲ့ကိုးကွယ်တဲ့ဖခင်တကူအတူတူလုံနိုင်ခြင်းအတူတူအာမင်ဟာလေလုယာအာမင်ချစ်တော်တို့ကျွန်တော်ကယုံကြည်ခြင်းဖြစ်လာအောင်ကျွန်တော်တတ်တည်ခံတယ်ဟာဖခင်တို့ကောင်းချီးပေးတယ်ဖခင်တတ်နိုင်တယ်ပြောတဲ့အခါချစ်တော်တို့ကဘယ်လိုခံစားလဲဆိုတော့ဩဒါတော့ဆရာတို့ကတော့ဟုတ်တာဗောဒါတော့ဆရာတော့နော်အမှုတော်ဆောင်တဲ့နှစ်30လောက်ရှိပြီဆိုတော့ကျွန်တော်ဆရာမုံတော်ပြောတာအရင်သဘောကျသူကျွန်တော်နိုင်ဝယ်ပေးတဲ့အခါမှာလူတွေကပြောတယ်ဆရာမုံတောင်းဒေါ်လာ9000တန်နိုင်နဲ့တန်တယ်ရမှာဗောစိတ်နှလုံးသားကောင်းတာကိုအမှုတော်ဆောင်တာလည်းနှစ်ပေါင်း40ကျော်ပြီကိုနော်အရင်အဖိုးခလည်းအများကြီးပေးတာကိုဒါကြောင့်ရတင်ပါတယ်လို့ပြောတယ်ဆရာမုံတောင်းကအဲ့ဒီအတွေးကိုမှားတယ်တဲ့ကြာလို့လည်းမဟုတ်ဘူးနှလုံးသားကောင်းလို့လည်းမဟုတ်ဘူးအမှုတော်ဆောင်ကြငါအရာလူတွေကိုတော့သဘောကောင်းလို့လည်းမဟုတ်ဘူးဖခင်ငါ့ကိုချစ်လို့ပေးတယ်ဒါပဲတဲ့အာမင်အဲ့လိုတော့စဉ်းစားတဲ့ကအော်မသိအဲ့နိုင်တလုံးရဖို့နှစ်48နှစ်စက္ကပ်ပြီးမှရမယ်ဆိုရင်ခင်ဗျားတို့48နှစ်အသက်ရှင်စရာကဘာမှမကြည့်တော့ဟုတ်တယ်မလားအဲ့တော့စာတန်းလဲတဲ့အဲ့အတွေးခေါ်မှာတန်ပူလာခတ်ထားပြီးတော့မဟုတ်တဲ့ဟာတွေပဲယုံနေအတွေးခေါ်ကျွန်တော်ကနိုင်ပေးတဲ့ကမှာဆရာကဒါဆရာစော်လျောင်းပေးတာကျွန်တော်ကိုချစ်လို့နော်ကျွန်တော်ကသူ့ပုံမှာဘယ်လောက်ကောင်းခဲ့လို့ပြောရင်ကျွန်တော်မပြောအခုကျွန်တော်အရန်ပြောတယ်ဖျားကောင်းလို့ရတာအာမင်ဖျားကလူတိုင်းကိုလည်းပေးနိုင်တယ်ဆရာမုံတောင်ပေးနိုင်တယ်ဖျားလူတိုင်းကိုလည်းပေးနိုင်တယ်ကျွန်တော်အဲ့ဒီတတိကကြကျွန်တော်သူ့ပေးပြီးမှအဲ့တတိကကြပြောတော့ကျွန်တော်အရန်ခွန်ရပြီအခုကျွန်တော်လည်း Rolex ရဖို့အရန်ယုံကြည်ခြင်းရှိလာအာမင်အရင်တော့အရန်မလို့ချင်ဘူး Rolex နော်ဟိုကွန်ပျူတာဝယ်တော့ကတော့ဟာဒီတယောက်ဘာတွေယူလဲမသိဘူးဆိုတော့အခုကျွန်တော်လည်းယောဂကူးသွားပြီကူးသားလို့မရတဲ့ယောဂဖြစ်လာဆိုတော့ဘာဒါဒီလာဖျားတခင်တတ်နိုင်တယ်အာမင်48နှစ်ကြာပြီးမှစိတ်သဘောထားကောင်းမှအရန်အဖိုးကပေးမှငါနဲ့တန်မှမို့ဖျားပေးမယ်ဒါပဲအာမင်တော့နှလုံးသားမှာတချို့ကဘလို့ပြောလောက်ခံရတယ်လူရှိအဲ့တော့တောင်ကာလမှာအော်တပတ်မှာတန်ပူခတ်ချင်းခံရတယ်နောက်တစ်ခုဖတ်ရအောင်ယေမိအခန်းကြီး31အငယ်33နဲ့34ဖတ်ရအောင်31အချိန်မရှိတော့ဘူးလို့တော့မပြောတော့ပါဘူးနော်ဟုတ်ပြီအားလုံးတို့ကဖတ်ရအောင်ယေမိ31 33အားလုံးတို့ကဖတ်ရအောင်နောင်ကာလအော်ဒီမှာလဲပါလဲနောင်ကာလအခါအခုနလည်းနောင်ကာလအခါအခုလည်းနောင်ကာလအခါကြည်ဒါကယေမိကအနာဂတ်ကိုကြိုမြင်တယ်အခုနကရှင်ဘောလူကကြိုမြင်အခုနောက်ဆုံးကာလမှာလည်းကဲဖတ်ရအောင်အားလုံးဣသရေလအမျိုးသားတို့၌ငါပေးအပ်သောပြညင်တရားဟုမူကားငါသာရပြားသည်ငါဤပညာတရားကိုသူတို့အတွင်းထဲသို့သွင်းမိသူတို့နှလုံးပေါ်မှာရေးထားမိငါသည်သူတို့ဤဖျားဖြစ်မိသူတို့သည်လည်းငါဤလူဖြစ်ကြလိမ့်မည်ဆက်ပါမယ်ထိုသူတို့ကသာရပြားကိုတိလောဟုအမျိုးသားချင်းညီအကိုအချင်းချင်းတယောက်ကိုတယောက်ဆုံးမဩဝါဒမပေးရကြအကြောင်းမူကားအငယ်ဆုံးသောသူမှစ၍အကြီးဆုံးသောသူတိုင်အောင်ထိုသူအပေါင်းတို့သည်ငါကိုတိကြလိမ့်မည်ထိုအခါငါသည်သူတို့အပြစ်များကိုတီးခံမည်သူတို့ပြုသောသူစရိုက်များကိုမအောက်မေ့ဘဲနေမည်ဟုသာရပြားမိန့်တော်မူ၏အာမင်အဲ့တော့နောက်လူတစ်မျိုးနောင်ကာလမှာပေါ်လာမယ်အခုနလူတစ်မျိုးကြတော့နှလုံးသားထဲမှာအော်တပထဲမှာတန်ပူခတ်ထားပြီးတော့ဘလောက်တင်မတတ်တော့ဘလောက်ပြောယုံကြည်ခြင်းမရှိတော့ဒါပေမဲ့နောက်တစ်မျိုးကျတော့နောင်ကာလအခါမှာတဲ့ငါဟာတဲ့နော်ငါရဲ့ဝိညာဉ်ကိုအဲ့ဒီလူတွေနှလုံးသားမှာငါထည့်ပြီးဗြိဉ္ဉ်တရားတွေကိုငါတို့နှလုံးသားမှာထည့်ပေးပြီးတော့အဲ့ဒီလူတွေဟာတဲ့ဘလောက်တောင်အံ့ဩစရာကောင်းလဲဆိုရင်တဲ့နော်ငါရဲ့ဖြစ်စေခြင်းနဲ့ငါရဲ့စီကံချက်တွေအလုံးတို့နှလုံးသားမှာငါထည့်ပေးပြီးတော့တဲ့သူတို့ကိုဘသူကမှတယောက်ကိုတယောက်တော့ဆုံးမစရာမလိုဘူးတဲ့သူတို့ကအထဲထဲမှာဘုရားကိုအလိုသိကျွမ်းခြင်းတွေတိုးတက်လာအာမင်ယုံကြည်ခြင်းတွေတိုးတက်ဘုရားနဲ့ပတ်သက်ပြီးတော့နော်တကယ်သိခြင်းနဲ့စိတ်တွေဘုရားနဲ့ပတ်သက်ပြီးတော့နော်နားလည်မှုတွေကတိုးတက်ပြီးတယောက်ကိုတယောက်တော့ဆုံးမစရာမလိုဘူးတဲ့ဟုတ်လားဆုံးမစရာလိုလားမလိုဘူးတင်ပေးစရာခေတ်ကျွန်တော်တို့ကဘလို့တင်မတတ်တဲ့ဖွဲ့လားတင်ပေးစရာမလိုတဲ့ဖွဲ့လား
အာမင်သင်ပေးစရာမလိုတဲ့အဖွဲကိုယ့်ကိုယုံကြည်ခြင်းနဲ့ပြောလေမပြောဘူးဆိုရင်ခင်ဗျားတို့ something ပဲ something or something ပဲကဲဘယ်ပွဲထဲမှာပါလဲအာမင်အာမင်သင်ပေးစရာဘယ်လိုပဲနားလေတဲ့အဖွဲဆရာဇော်လေးအောင်အပေါက်ပြီးပြောတာဒီလူတွေမတနားမလဲပါလားအဲ့ထဲမှာမပါဘူးဝိညာဉ်တော်ကအထဲမှာလာနေရယူတဲ့ခါဖခင်သခင်ဖြစ်စေခြင်းတွေကခင်ဗျားအထဲမှာနေရယူလာကြည့်ပါမကြည့်ကောမောင်မကျွန်တော်ဒီတစ်ပတ်မှာလေစီးပွားရေးနဲ့ပတ်သက်ပြီးကျွန်တော်အခုဖတ်တာကျွန်တော်ရန်တဲ့ပုတ်ကြဒီ UPS ကျွန်တော်တို့အခုလိုက်ပြီးတော့ပစ္စည်းတွေနော်စာတွေပို့တဲ့ UPS သိတယ်မလားအဲ့ဒီအဖွဲ့ကသူတို့ရဲ့ကုမ္ပဏီကကုန်ကျစရိတ် transportation ဓာတ်ဆီတွေလည်းဈေးတက်လာတော့ transportation ရဲ့ fee တွေကိုကျအောင်ဘယ်လိုလုပ်ရင်ကောင်းမလဲ cost တွေကျအောင်ဘယ်လိုလုပ်ရမလဲဆိုပြီးသူတို့ကနော်ကုမ္ပဏီဒီပညာရှင်တွေကိုခေါ်ပြီးတော့ survey လုပ်တယ်တွက်တဲ့အခါမှာပညာရှင်တယောက်ကအကြံဉာဏ်တစ်ခုပဲပေးတယ်တစ်ခုပဲအကုန် survey လုပ်ပြီးတော့အဲ့တစ်ခုကဘာလဲဆိုအရင်ခက်ခဲမဟုတ်မင်းတို့ UBS ကားတွေကိုတဲ့ဘယ်ဘက်ကွေ့ရမယ့်ဟာတွေကိုမကွေ့ပဲညာဘက်ပြောင်းကွေ့လိုက်ရင်တဲ့ကုန်ကြစီတစ်နှစ်အတွင်းမှာတိတိတတ်တာသွားလိမ့်မယ် term left မလုပ်ဘဲနဲ့ term right left နဲ့ right ပြောင်းတာနဲ့မင်းတို့ကုန်ကြစီပြောင်းတော့သူအချင်ပေးတာအရင်ကောင်းတယ်နော်အဲ့ဒါနဲ့ပထမတော့ဟာဘာယုတ်တိမရှိဘယ်ဘက်ကွေ့မယ့်ဟာညာကဲလို့အိမ်ကဘယ်ဘက်မှာရှိရင်ဘယ်လိုလုပ်မလဲပေါ့စဉ်းစားစီမဟုတ်ဘယ်ဘက်ကွေ့မယ့်ဟာအလုံးမနဲ့ခရီးခီးစဉ်ဆွဲရင်ဘယ်ကွေ့မယ့်ဟာရှောင်းမယ်အားလုံးဖြစ်နိုင်ရင် main land တွေမှာညာဘက်ကြီးပဲကွေ့အောင်လုပ်တယ်အဲ့တော့သူတို့ map ထဲမှာညာဘက်ကြီးပဲခီးစဉ်ဆွဲပေးလိုက်ဟိုလမ်းသေးလမ်းချိုကတော့မပြောအဲ့ main land တွေမှာဘာလို့လဲဆိုတော့ကျွန်တော်ကားမောင်းရင်သတိထားမိလားဘယ်ဘက်ကွေ့ရင်အကြာကြီးဆောက်ရဟုတ်တယ်မလားဟိုမှာမီးစိမ်းရင်တော့မှကားမရှင်းသေးရင်ဆောက်ရတယ်လေအဲ့ဒီမှာစီဘိုးတွေအချိန်တွေ waste ဖြစ်တယ်အဲ့တော့တစ်နှစ်အတွင်းမှာသူတို့ survey လုပ်ပြီးလက်တွေ့လုပ်ကြည့်တော့တဲ့ဘယ်လောက်တက်တာလဲဆိုတန်း400တက်တာတဲ့ဒေါ်လာတန်း400ဘယ်ဘက်ကိုရမယ်စားဥပဒမားတွေဘယ်ကွေးများတွေညာကွေးနော်အဲ့လိုပြောအိမ်မရောက်ပဲတခြားနေရာရောက်သွားမယ်ငါတို့ဘယ်မကွေးဘူးကွာဆိုကြည့်တော့အကြံဉာဏ်ကနော်ဘယ်ကွေးမဲ့ဟာကိုညာလေးကွေးလိုက်တာနဲ့ပုံချစိတ်ကအရန်ကြသွားတစ်ချက်တည်းပဲအကြံဉာဏ်တစ်ချက်ပဲကြောက်နှလုံးသားမှာလေတင်လို့မရတဲ့ဘဝကနေဝိညာဉ်တော်တင်ပေးလို့ရတဲ့ဝိညာဉ်တော်ဥဆောင်တဲ့ဘဝတစ်ချက်လေးပဲပြောင်းလိုက်ခင်ဗျားဘဝအလုံးဝပြောင်းသွားမယ်ဟာလေလုယာ turn left ကနေ turn right ပြောင်းတဲ့သူတွေဖြစ်ပါစေအာမင်ချို့ကမရအောင်ဆုံးဖြတ်တာပြီးသားမရအောင် left ပဲနော် left ချို့ဖရမရအောင်ဘယ်ပဲခွေးမှလာမပြောနဲ့တလုံးကတော့ဘယ်ခွေးတယ်ခွေးပဲအဲ့မှာပဲခွေးဦးမှာအဲ့နေရာအဲ့မတိုင်မှာခွေးချင်တဲ့ဖွဲ့လဲရှိလိမ့်မယ်မဟုတ်ဘုရားဝိညာဉ်တော်ကပြောတယ်ဒီနေ့ငါ left မခွေးတော့ right ခွေးလိုက်မယ်အများကြီးဘုရားသခင်ရဲ့နမိတ်လက္ခဏာမြင်ရမယ်အာမင်ကြောက်ဒီနေ့နှလုံးသားထဲမှာချို့တော်သူတွေကဘလို့တင်မတတ်တဲ့သူတွေရှိတယ်အဲ့ဒါတခြားကြောင့်မဟုတ်နှလုံးသားထဲမှာ lock ခတ်ထားတာနှလုံးသားထဲမှာပိတ်ထားတယ်နှလုံးသားထဲမှာတန်ပူခတ်ထားတယ်ယုံကြည်ခြင်းမရှိတော့ယုံကြည်ခြင်းမရှိတဲ့သူတွေကလည်းယုံကြည်ခြင်းရှိအောင်ဘလောက်ပဲလုပ်ချက်မှတ်တာယုံကြည်ခြင်းဆိုလဲစုကျေးစုတစ်မျိုးပဲနော်တက်ကောခန်းကြီးစနစ်ကိုပဲကြီးဝိညာဉ်တော်ပေးတဲ့စုကျေးစုကိုပြီးမှာဘာလဲယုံကြည်ခြင်းကြောက်ယုံကြည်ခြင်းတဲ့ဘကိုယ့်ကိုစူးစမ်းလို့မရအဲ့ဝိညာဉ်တော်ထည့်ပေးတာဝိညာဉ်တော်ကယုံနိုင်တဲ့စိတ်ကိုလာထည့်ပေးတာအာမင်ကြောက်ဒီနေ့ဒီမှာရှိတဲ့ညီကောင်မတော်တွေကျွန်တော်တို့ကအထူးတလဲဆုံးမတဲ့သူတွေမဟုတ်တော့နောက်တစ်ခါဒါလေးဖတ်ရအောင်ဟေဘရဲလေးဖတ်ရအောင်ဟေဘရဲခန်းကြီး8ဟေဘရဲခန်းကြီး8အငယ်10ကနေ17ကိုဖတ်ရအောင်နော်အဲ့ဒီမှာလေအဲ့ဒါကိုပြန်ပြောထားတယ်ဟေဘရဲခန်းကြီး8အငယ်17ရှင်ပေါလုကအဲ့ဒါကိုပြန်ပြောထားတယ်အားလုံးတို့ကဖတ်ရအောင်ထာဝရဘုရားကထိုနေ့ရဲ့များနောက်တွင်ဣသရေလအမျိုးနှင့်ငါပြုမိပရိညင်ကဤသို့သည်ငါသည်ငါ၏ပညတ်တရားတို့ကိုသူတို့၏အတိညာထဲတွင်ထဲ့သွင်း၍သူတို့၏စိတ်နှလုံးပေါ်မှာရေးထားမည်ငါသည်သူတို့၏ဘုရားဖြစ်ပြီးသူတို့သည်လည်းငါ၏လူမျိုးတော်ဖြစ်ကြလိမ့်မည်ကကြည့်ဘလောက်တော့အံ့ဩစရာဘုရားသခင်ကဝိညာဉ်တော်ကျွန်တော်တို့ထဲ့ကျွန်တော်တို့ရဲ့အသိဉာဏ်ထဲမှာတစ်ခါထည့်ပလိုက်ကွန်ပျူတာထဲမှာ application ထည့်ပြီး software ထည့်တယ်လို့ပဲကျွန်တော်တို့ရဲ့အထဲထဲမှာဘုရားကြိုက်တယ်ဘုရားသဘောကျတယ်ဘုရားရှိစေခြင်းနဲ့ကောင်းတာအားလို့ဝိညာဉ်တော်ကိုနေရာပေးလိုက်တာနဲ့အားလုံးရောက်လာဘယ်ရောက်လာတဲ့ခါမှာလဲကျွန်တော်တို့ရဲ့အသိဉာဏ်ထဲမှာထည့်မယ်ပြောအသိဉာဏ်ထဲမှာထည့်မယ်ဒါသင်အသိဉာဏ်ထဲမှာဝိညာဉ်တော်ကကောင်းတဲ့အရာတွေထည့်ပေးပါစေသင်အသိဉာဏ်ထဲမှာဘုရားသခင်ကနော်တကယ်ကြီးမြတ်တဲ့သူ့ရဲ့ပညာတွေထည့်ပေးပါစေနောက်သူ့စိတ်နှလုံးထဲမှာဘာလုပ်ထားမလဲရေးထားမယ်ရေးပါစေငါဒီသူတို့ရဲ့ဘုရားသခင်ဖြစ်ပြီးသူတို့ဒီလေငါဤလူမျိုးတော်ဖြစ်မိအငယ်7ကိုဖတ်ရအောင်အငယ်7စပ်ဖတ်ရအောင်
သူတို့အတီးတီးဒီမိမိအမျိုးသားချင်းနဲ့မိမိညီအကိုချင်းအားသာရဘုရားကိုတိလောဟုတင်ပေးရလိမ့်မည်မဟုတ်အကြောင်းမူကားအငယ်ဆုံးသောသူမှစ၍အကြီးဆုံးသောသူတိုင်အောင်လူအပေါင်းတို့သည်ငါ့ကိုတိကျွမ်းကြလိမ့်မည်အဲ့လိုထည့်ထားပြီးွားရင်အဲ့ဒီလူတွေကတဲ့တယောက်ကိုတယောက်ဘာလို့လဲသိပါမင်းတို့နှိမ်ချပါကောင်းအောင်နေပါလာကျန်းစာဖတ်ပါစုတောင်းပါတယောက်ကိုတယောက်တောင်ပြုတင်ပေးစရာမလိုတော့သူတို့အထဲထဲမှာငငယ်လေးကနေအကြီးဆုံးဒီသူတို့အထဲထဲမှာကိုသူတို့အလိုလိုတိတဲ့စိတ်ရောက်လာလိမ့်မယ်ကြောင့်နောက်ဆုံးသောကာလမှာဘလို့မှတင်လို့မတက်တဲ့အုပ်စုတစုရှိမယ်တင်စရာမလိုဘဲနဲ့အထဲထဲမှာစုကျေးဇူးတွေအစွမ်းရည်တွေနဲ့ဖခင်ရဲ့ကောင်းမြတ်ခြင်းတွေနဲ့ပြည့်တဲ့အုပ်စုရှိလိမ့်မယ်ကျွန်တော်ယုံကြည်တဲ့တင်ဟာတင်စရာမလိုပဲတက်တဲ့အုပ်စုဖြစ်မယ်ဟာလေလုယာဘသူကြောင့်လဲတန်ရှင်သောခြေပေါ်တန်ရှင်သောဝိညာဉ်တော်ခြေပေါ်တန်ရှင်သောဝိညာဉ်တော်အဲ့ဝိညာဉ်တော်တင်းနှလုံးသားထဲမှာကောင်းတဲ့အရာတွေရေးပေးပါစေအာမင်တန်ရှင်တော်ဝိညာဉ်တော်ကဘာလာကူညီနှလုံးသားထဲမှာနှလုံးသားအည်ပြားလီးဖို့လာကူညီပေးတယ်နှလုံးသားထဲမှာဖခင်နဲ့ပတ်သက်တဲ့အရာတွေတိကျွမ်းဖို့လာသင်ပေးတယ်နှလုံးသားထဲမှာဖခင်သခင်ရှိစေခြင်းနဲ့နှလုံးသားဒါဝိဒ်ကိုလေဖခင်သခင်ကကြည့်တဲ့ကသူစိတ်တော်နဲ့တွေ့တယ်ဆိုတာဒါဝိဒ်ကနှလုံးသားအရန်ကောင်းလို့မဟုတ်ကျွန်တော်လည်းအရင်ကနှလုံးသားအရန်ကောင်းလို့မဟုတ်ဘာဖြစ်လို့ဒါဝိဒ်ကဖခင်တော်နဲ့တွေ့လဲဆိုတော့ဒါဝိဒ်နှလုံးသားတန်ရှင်သောဝိညာဉ်တော်နေရာယူလို့ရတဲ့နှလုံးသားဖြစ်လို့ဒါဝိဒ်ကစာလံ57မှာသူအဖြစ်လို့တဲ့ကဖခင်သခင်ကိုပြောတယ်ကိုတော်တဲ့ဝိညာဉ်တော်မယုတ်ပါနဲ့နော်တကယ်ကျွန်တော်ကိုဖျားနဲ့ပတ်သက်တဲ့မှန်ကန်တဲ့စိတ်တဘောပြီးတယ်အဲ့ဒီဝိညာဉ်တော်ကိုယုံရင်မှန်ကန်တဲ့စိတ်တဘောကပါသွားတော့မှာသူသိတယ်အဲ့မှန်ကန်တဲ့စိတ်တဘောပါသွားရင်ဖျားနဲ့ဘလို့မှစိတ်တော်မတွေးနိုင်ဘူးကျော် तू ကသူ့ထဲမှာဖျားကကြည့်တဲ့အခါရှာမွေလကကြည့်တဲ့အခါမှာဖျားနှလုံးသားကိုကြည့်ပြီးစိတ်တော်နဲ့တွေးတယ်ဆိုတာဒါဝိဒ်ကအယံတီးခါအယံစိတ်ရှိအယံကောင်းလို့မဟုတ်ဘူးဒါဝိဒ်နှလုံးသားဟာဝိညာဉ်တော်ဝင်လို့ထွက်လို့ဥဆောင်လို့ရတဲ့နှလုံးသားဖြစ်လို့ဟာလေလုယာတင်းနှလုံးသားဝိညာဉ်တော်ဥဆောင်လို့ရတဲ့နှလုံးသားဖြစ်ပါစေဟာလေလုယာဝိညာဉ်တော်လွှမ်းမိုးလို့ရတဲ့နှလုံးသားဖြစ်ပါစေဝိညာဉ်တော်စကားပြောလို့ရတဲ့နှလုံးသားဖြစ်ပါစေဝိညာဉ်တော်သင်ပေးလို့ရတဲ့နှလုံးသားဖြစ်ပါစေအားလုံးမတည့်ရအောင်